ဒီဖက်ကလည်း public agent လောက်အောင်မယ်အားလုံးမင်္ဂလာပါမိတ်ဆွေတို့ဒီညဆီယာတယောက်ကိုကျွန်တော်တို့ဆုံးရင်းနဲ့အချိန်ကပြန်ပြီးတော့နှုတ်ကြတာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့သူ့ဖက်က internet connection မကောင်းတာလည်းဖြစ်နိုင်တယ်။တခဏလေးသူကဝင်ပြီးတော့ပြန်ပြုတ်တယ်။ကျွန်တော်တို့အရင်တွန်းနေမယ်ပြီးမှသူဝင်လာနိုင်ဝင်လေမယ်တကယ်လို့သူမဝင်လာနိုင်ဘူးဆိုရင်နောက်နေ့မှသူကိုပြန်လေပြီးတော့ဖိတ်ခေါ်မယ်ဆရာဂျိုးဆက်ခေါန်ကမဝင်လာနိုင်လို့ကျွန်တော်တို့နှုတ်ကြတာဖြစ်ပါတယ်ထူးထွေကြောင့်အားလုံးပဲပြန်လေပြီးတော့တောင်းပန်ချင်ပါတယ်လို့ဆိုတော့ဒီညမှာတော့ဆရာတယောက်ကလောလောဆယ်မဝင်နိုင်တဲ့ပေမဲ့ဒီမှာကျွန်တော်တို့ဟာခေါင်းတိုင်းရှိပါတယ်ဆိုတော့ပထမဦးဆုံးအနေနဲ့ဆရာဟာခေါင်းတိုင်းကိုကျွန်တော်မိတ်ဆက်ပေးဖွင့်ခေါ်ချင်ပါတယ်ဆိုတော့ပြည်သူတွေကိုမိတ်ဆက်ပေးပါအောင်ဆရာရဲ့အခြေအနေပေါ့နော်ကျေးဇူးတင်ပါတယ် Hello အားလုံးဇတ်ဝေဇတ်နီမှာရှိနေတဲ့ကျွန်တော်တို့လူမျိုးချင်းလူမျိုးအားလုံးကိုလည်းဒီကနေဒီ live မှာကျွန်တော်တို့စကားပြောဖို့ရဖိတ်ခေါ်လာတဲ့ဆရာအပေါ်မှာလည်းအထူးပဲကျေးဇူးတင်တယ်လို့ပထမအဆုံးပြောချင်ပါတယ်ဒီနေ့ကျွန်တော်တို့ပြောရချင်းဟာဘယ်သူအဖွင့်အရှိကိုစားပြုပေးမှပြောကြမှာမဟုတ်တဲ့အတွက်ကြောင့်ကျွန်တော်တို့တဦးတယောက်ချင်းရဲ့နိုင်ငံရေးအမြင်လေးတွေကိုကျွန်တော်ပြောသွားမှာဖြစ်တယ်ဆိုတာပထမအဆုံးပြောချင်ပါတယ်ကျွန်တော်ကဟာခုံတိုင်ဖြစ်ပါတယ်လို့မတူပီမြို့နယ်ဒိုင်ပေါ့နော်ဒိုင်လူမျိုးဖြစ်ပါတယ်လို့ပြောချင်ပါတယ်မတူပီတမဟာနှစ်ဖက်မှာတိုက်ရင်လေးအနေနဲ့ကျွန်တော်တို့ကပါဝင်ကြတာဖြစ်ပါတယ်လို့ပထမဦးဆုံးပြောချင်ပါတယ်အခုလက်ရှိကျွန်တော်အမေရိကန်နိုင်ငံပန်ဆယ်ဗေးနီးယားပြည်နယ်မှာကျွန်တော်လက်ရှိနေထိုင်ပါတယ်လို့ပြောချင်ပါတယ်အထူးကျေးဇူးတင်ပါတယ်ဆရာခုံတိုင်ကအခုလိုအချိန်လာပေးတဲ့အတွက်ကြောင့်ထူးပဲကျေးဇူးတင်တယ်ပြီးတော့မိတ်ဆက်ပေးတဲ့အတွက်ကြောင့်လည်းထူးပဲကျေးဇူးတင်တယ်ဒီဆရာကဆိုရင်မတူပြဖက်ကတိုင်ဖက်ကလူမျိုးဖြစ်ပါတယ်ထူးပဲကျေးဇူးတင်ပါတယ်ပြီးတော့ကျွန်တော်တို့ဒီချက်ထဲမှာဒီကျွန်တော်တို့ခေါ်ထားတဲ့ဆရာဂျိုးဆက်ခေါန်လည်းဝင်လို့ရရင်သူဝင်လာမှာဖြစ်ပါတယ်တကယ်လို့မရရင်လည်းတော့ညမှာဝင်မှာဖြစ်ပါတယ်ကျေးဇူးပဲဆိုတော့အားလုံးတည်တဲ့အတိုင်းပဲကျွန်တော်တို့ဒီ live ကကူညီအားပေးတဲ့အနေနဲ့အားလုံးသူငယ်ချင်းတွေမြင်နိုင်ဖို့ရန်မျက်ဝေချင်းအဖြစ်ပါဝင်ကူညီပံ့ပိုးပေးနိုင်တယ်လို့အရင်ဆုံးပြောကြားချင်ပါတယ်ဆိုတော့ပထမဆုံးအနေနဲ့ဆရာခုံးတိုင်းကိုကျွန်တော်တို့မေးချင်တာကအခုပေါ့နော်ပထမဒီမတူပီဖက်ကအခြေအနေတွေupdate ဆရာတွေရှိသလားဒီမတူပီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့အဲ့ဒီအနည်းငယ်မတူပီဖက်ကအခြေအနေပေါ့ဟုတ်ကဲ့အခုမတူပီမြို့နယ်ဒီတပ်မဟာနှစ်နဲ့တပ်မဟာတစ်ဆိုတာရှိတာပေါ့နော်ဒီ CB နဲ့ CC နှစ်ဖွဲ့ရှိတာပေါ့နော်မတူပီမြို့နယ်မှာကျွန်တော်ကခုလက်ရှိCC ဖက်ရဲ့ဒီမတူပီတပ်မဟာနှစ်ဖက်က fundraising ကျွန်တော်chairman လုပ်ပါတယ်လို့လည်းပြောချင်ပါတယ်ပြီးမှကျွန်တော်ဒီမတူပီရဲ့အခြေအနေဟာမေပီရဲ့အခြေအနေတော့ကျွန်တော်တို့ဒီဇခိုင် AAD ကတော့မြို့တော့တင်းပြီးပြီမြို့တင်းပြီးပြီစကစခန်းဒီတော့တင်းပြီးပြီစကစတော့ဒီမရှိကြတော့ဘူးတုတ်တော့ကျွန်တော်စကစမရှိကြတော့လဲပဲ
ကျွန်တော်ပြည်သူလူထုဒီကဘာကြောင့်မတူပီမြုပ်ပေါ်မှာပြန်မသွားကြတာလဲမနေကြတယ်လဲဆိုတာဒီကိုလည်းအရေးကြီးတယ်ဒါဒီကိုဘာကြောင့်လဲဆိုတာကိုလည်းအားလုံးကတော့စဉ်းစားကြမယ်လို့ထင်ပါတယ်ဒါဒီကိုလည်းဒီချင်းလူမျိုးအားလုံးကတိထိုက်တဲ့အရာလေးဖြစ်တယ်လို့ကျွန်တော်လည်းယုံကြည်တယ်အခုမတူပီရဲ့ update ကတော့အခုကျွန်တော်တို့တမဟာတစ်နဲ့နှစ်ရဲ့အကြမှာပြဿနာလည်းဘာမှမရှိပါဘူးတုတ်တော့ကျွန်တော်ဒီ IDPD ဒီစစ်ဘေးဆောင်တဲ့လူဒီကမြုပ်ပေါ်ထဲမှာမဝင်နိုင်တဲ့အကြောင်းကကျွန်တော်တို့ AAD မတူပီမြုပ်ပေါ်မှာနေတယ်တမဟာနှစ်ရဲ့နေမီဒီကိုချက်ထွန်းပြီးမှအခု AAD ကလှုပ်လာတဲ့ချိန်မှာကျွန်တော်တို့ပြည်သူလူထုဒီကိုတိုင်မတွားရဲကြတာဘာကြောင့်လဲစကားစားတဲ့သူတို့ကဒီ AA ကိုကြောက်ကြလို့မတွားကြတာဖြစ်တယ်ဆိုတာပြောချင်ပါတယ်ဘာကြောင့်သူတို့ CB ဖက်ကတော့ဝင်လာကြပါပြန်လာကြပါလို့ပြောကြတော့လဲပဲအခုမီဇိုရမ်မှာရှိနေတဲ့ဒီ CB အဖွဲ့ဒီဘာကြောင့်သူတို့ကိုတော့မပြန်ကြတယ်လေပြည်သူတချို့တော့ပြန်ခိုင်းတယ်သူတို့ကိုယ်တိုင်ဘာကြောင့်မပြန်ကြတယ်လေစီထောက်ခံတဲ့လူမျိုးမတူပီမျိုးပေါ်မှာပြန်ကြတယ်ဆိုရင်လုံးချုံပြန်ပြီးမှနေကြတယ်ဆိုကျွန်တော်တို့စီထောက်ခံတဲ့လူလည်းပြန်လာမှာဖြစ်ပါတယ်သူတို့တောင်မှမပြန်ဘဲနဲ့ကျွန်တော်တို့ကိုပြန်ခိုင်းတယ်ဆိုတာကျွန်တော်တို့လည်းအခြေအနေမကောင်းတဲ့အတွက်ကြောင့်ဒီ AAD ကကျွန်တော်တို့မတူပီမျိုးပေါ်ဒီကိုထိန်းချုပ်တဲ့အတွက်ကြောင့်ကျွန်တော်ပြည်သူလူထုမပြန်နိုင်တဲ့အကြောင်းဖြစ်ပါတယ်လို့ပြောချင်ပါတယ် သူပဲကျေးဇူးတင်ပါတယ်တုံးသက်ပေးတာသူပဲကျေးဇူးတင်တယ်ပြီးတော့ဒီ update တွေကကျွန်တော်တို့ချင်းပြည်သူပြည်သားအလုံးတကယ်တိထိုက်တဲ့တကယ်အရေးကြီးတဲ့ကျွန်တော်တို့ချင်းပြည်ကြီးဖြစ်ပါတယ်လို့ဒီလိုမျိုးရှင်းလင်းပြောပြပေးတဲ့အတွက်ကြောင့်ဆရာခေါင်းတိုင်းကိုသူပဲကျေးဇူးတင်တယ်ဆိုတော့ဒီမတူပီမြို့ခြေနေကခုဆရာပြောတဲ့အတိုင်းပဲဆိုရင် AA ကပဲအကုန်လုံးဒီ control တယ်လို့ပြောချင်တာလားဘယ်ရခိုင်နှုန်းလို့ control တာလဲဆိုတာကိုနင်းငယ်လေးထပ်ရှင်းပြလို့ရမလားအခုကျွန်တော်တို့ဟုတ်ကဲ့ကျွန်တော်တို့ဒီဒုတိယအကြိမ်ပေါ့နော်အခုသူတို့ AAD နဲ့တမတိရဲ့အကြားထဲမှာဘယ်လိုစာချုပ်လုပ်တယ်လဲဘယ်လိုအစကားပြောကြတယ်လဲဆိုတာပြည်သူလူထုကလည်းမသိကြဘူးဒီအခုဘာကြောင့်ကျွန်တော်တို့ကတမဟာတိအနေနဲ့အခုမတူပီမြို့ပေါ်မှာအင်းရပိုင်ဆိုင်နေတဲ့လူဒီဘာကြောင့်မပြန်နိုင်တယ်လဲဆိုတာကသူတို့ကမပြန်ခိုင်းတာလားအေးကအချက်ကိုင်းလို့မပြန်ကြတာလားမတွားရဲကြတာလားဆိုတာကအရင်အရေးကြီးတယ်အခုကျွန်တော်စစ်လင်းပြောမယ်ဆိုရင်တမဟာတိကနဲ့အခုမတူပီမြို့ပေါ်မှာဝန်ပါလို့တော့ပြောတယ်ဒါမဲ့သူတို့ကအခုကိုယ့်ရဲ့မြို့ပေါ်ထဲမှာအင်းရှိတဲ့ယာရှိတဲ့လူတွေကပြန်တဲ့ချိန်မှာပြန်ကြတဲ့ချိန်မှာလိတ်လာရေးနဲ့သူတို့ဝင်ချင်တဲ့ချိန်မှာသူတို့တပတ်နေရမယ်ဆိုတဲ့ချိန်မှာဘယ်သူမှတပတ်မှစားနပ်ရိက္ခာလည်းမပါဘူးတက်စင်းရေးဒီအင်ဒီလုတ်ချင်တယ်လိတ်လာရေးတွားချင်တဲ့လူတော့မတွားရဲလာကြတာဘာကြောင့်လဲဆိုအခုကျွန်တော်တင်းဒီကြတာကမြို့ပေါ်မှာပြန်ပြီးမှတွားကြည့်တဲ့လူတွေကပိတ်မိတယ်သူပြန်ခွတ်လို့မရတော့ဘူးတပတ်နေရမယ်ဆိုတဲ့အရာလေးတွေရှိတယ်ပြီးမှစီထောက်ခံတယ်ဆိုရင်ကျွန်တော်တို့ agreement လုပ်ရမယ်ခမည်း CB ကိုထောက်ခံရမှာ CB ထောက်ခံမှခမည်းဝင်လို့ရတယ်ဆိုတဲ့အရာဒီသတင်းတွေကျွန်တော်ကြားရတာပြီးမှဒီပြောမယ်ဆိုရင်ကြခံရေးပါတီဒီ CC ပါတီဒီကျွန်တော်တို့ဒီနိုင်ငံခြားမှာရှိနေ supporter တွေကကိုယ့်ရဲ့အဖေအမေတွေကမေဘီမှာရှိနေကြတာပေါ့နော်မြို့ပေါ်ဒီမှာဒါမျိုးတွေကိုကျွန်တော်တို့ဒီမှာ line ပေါ်မှာအမျိုးဒီလိုအခု live ကျွန်တော်တို့ဒီလိုပြောတာတော့မှသူတို့ကကျွန်တော်တို့အဖေမိဒီအပေါ်မှာနိုင်ငံရေးအရာလှုပ်ဝက်အဖြစ်သူတို့အချက်ကင်ပြီးမှဝတ်လို့မရတော့အောင်သူတို့ကလုတ်ပါတယ်ဆိုတာကပြောချင်ပါတယ် Okay သူပဲကျေးဇူးတင်ပါတယ်တခါတလေဒီလိုမျိုး comment ကိုကျွန်တော်ပေါ်ခိုင်းမယ်ပြီးတော့ကျွန်တော်တို့မေခွန်းအပြင်ဒီကကြည့်ရှုနေတဲ့သူတို့ရဲ့ comment ကိုလည်းအချိန်ရှိကျွန်တော်တို့မေးမြန်းသွားမှာဖြစ်ပါတယ်ဆရာတီးတလို့မိတလို့နဲ့
ဖြီချင်တဲ့အရာတွေကိုဖြီတော့မှာဖြစ်ပါတယ်ဒါပေမဲ့အခုကတော့ဒီဆက်လက်ပြီးတော့ဒီမတူပီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်မေးချင်တာတစ်ခုကတော့ဘာကြောင့်ဒီမတူပီမှာ AA က control နေရင်ဒီ AA တွေကိုမနှင်ထုတ်ဒါလည်းမနိုင်လို့လားဒီအဓိကအကြောင်းရင်းပေါ့နော်ဘာလို့ဆက်ရှိနေတာလဲဆိုတာလေးကိုရှင်းပြလို့ရမလားဟုတ်ကဲ့အခုကျွန်တော်တို့ comment မှာဟုတ်တယ်ရေးပေးတဲ့သူလည်းသူပဲကြေးယူတင်ပါတယ်သူကိုတိုင်က CB ရဲ့ဆရာကြီးဆိုတော့ကြေးယူတင်တယ်သူလည်းနားထောင်တယ်အရန်ကြေးယူတင်ပါတယ်ဒီလိုဘောနော်အားလုံးကျွန်တော်တို့သူကဟိုမဟုတ်ဘူးထင်တယ်တခြားလူအားလုံးကျွန်တော်တို့ဒီမတူပီမြို့ပေါ်မှာအခုဘာကြောင့်မပြန်ခိုင်းတာလဲဘာကြောင့်မဆက်နေကြတာလဲမနိုင်လို့လားဆိုတာဒီပေါ့နမေခွန်ပေါ့နော်ဒီနှစ်ချက်အခုကျွန်တော်တို့မတူပီမြို့ပေါ်မှာသူတို့မပြန်ခိုင်းတာကဘာဖြစ်လို့လဲဆိုသူတို့မှာမတူပီတပ်မဟာ2ရဲ့အင်အားနဲ့အခုတပ်မဟာ2ရဲ့အင်အားကမတူဘူးမတူတဲ့ချိန်မှာသူတို့ကချင်းကျွန်တော်တို့ပြဿနာတက်လာနိုင်တယ်ဆိုတဲ့အရာလေးအဖြစ်သူတို့ကအေးကိုမပြန်ခိုင်းတာလဲသူတို့ကိုယ်တိုင်ပဲပြောတာငါတို့မပြန်ခိုင်းဘူးလို့ပြောတာပဲနော်ငါတို့မပြန်ခိုင်းဘူးလို့သူတို့ကိုယ်တိုင်ဒီline ပေါ်မှာထင်ပေါ်သူတို့ကိုယ်တိုင်ပြောတာသူတို့ကိုယ်တိုင်ကမပြန်ခိုင်းတဲ့သူကြောင့်ဒါကဘာတွေးတော့เสียလဲမလိုဘူးသူတို့ကတာရင်တမဟာဟစ်အတိတ်အနေနဲ့သူမပြန်ခိုင်းတာဖြစ်ပါတယ်အဲ့ဒါသူကြောင့်သူတို့ကမတူပီမြို့ပေါ်ကိုရှောက်ခိုင်းခြင်းလို့ဖြစ်တယ်ဆိုတာဖြည့်ချခြင်းတယ်အထူးပဲကျေးဇူးတင်ပါတယ်โอเคဆိုတော့ဒီညကျွန်တော်မေခွန်းမှာဒီဟိုစာနောက်ဆုံးဖက်မှာမီဇိုရမ် CM ပြောတဲ့ဟာတွေလည်းပါမှာဖြစ်တဲ့အတွက်ကြောင့်ဆက်ရှိပြီးတော့ဆုံးဖြတ်ကြပါပြီးတော့မြဝေချနာဖြစ်လက်ပြလက်ပြီးတော့ကူညီပေးပါပြီးတော့ကျွန်တော်တို့ဒီည Joseph ခေါင်ကြတော့ connection ကိစ္စကြောင့်မပါဝင်လာနိုင်တော့ဘူးလို့သူတောင်းပန်ထားတာဖြစ်ပါတယ်သူတို့ကြောင့်အလုံးတိခတ်ပေးကြပါမိနစ်ပြညမှာအစဉ်ပြေသူနဲ့ကျွန်တော်တို့ပြန်လည်ပြီးတော့ဆုံးစီမှာဖြစ်ပါတယ်တုံးတပေးတာအထူးပဲကျေးဇူးတင်ပါတယ်ဆရာခေါင်တိုင်းဆိုတော့ဆက်လက်ပြီးတော့ဒီတခြားအကြောင်းအရာတွေကိုမတွားခင်လေးမှာဘာကြောင့်ဒီ AA တွေကဒီမတူပီမကားလို့ပေါ့နော်ဒီပလဲဝါဘယ်ပြပြမင်းတပ်ဘယ်ပြပြအဲ့ဒီဝန်ကျင်မှာအခြေချပြီးတော့မပြန်ချင်တာလေသူတို့က CB တွေကတားလို့လားတကယ်လို့ဒီချင်းဘီကိုတကယ်အပိုင်နဲ့ပေါ့နော်နေချင်တယ်လားဆိုတာဆရာကူတိုင်အမြင်ပေါ့နော်တုံ့တက်ပေးလို့ရမလားဟုတ်ကဲ့ကျွန်တော်တို့ကနိုင်ငံရေးသမားတွေလည်းဝါရေးသမားတွေလည်းမဟုတ်တဲ့အတွက်ကြောင့်လေနော်ပိုးပေးမှကျွန်တော်ထက်တော်တဲ့လူတတ်တဲ့လူလည်းရှိမယ်တုံးတတ်တဲ့လူလည်းကျွန်တော်အနေနဲ့တော့အခုပလက်ဝဒီပြောတာထက်တောင်ပိုင်းနော်တောင်ပိုင်းပြက်ပြောမှာတောင်ပိုင်းနဲ့တောင်ပိုင်းမှာဟုတ်တယ်အဲ့ဒီနေရာကိုကြိုက်တယ်တောင်ပိုင်းဖက်ကိုသူကတော်တော်လေးနေရာယူထားတယ်အဲ့ဒီအကြောင်းနဲ့ကျေးဇူးဟုတ်တယ်တောင်ပိုင်းဖက်မှာအခုAA ကနေရာယူကြတာကအခုအဓိကအဖြစ်အခုမနေ့ကကျွန်တော်ပြောနေတာဒီထုမျက်နှာကိုတိုင်ကဒီပလက်ဝအရေးကြီးစဒီကိုသူတို့ယူမယ်ဆိုရင်ယူဖို့ရတူလဲအစီစဉ်ရှိတာပေါ့နော်အစီစဉ်ရှိတဲ့အတွက်ကြောင့်သူတို့မှာနီးမျိုးစုံနဲ့နီးဗျူဟာမျိုးနဲ့စီရေးအရာနိုင်ငံရေးရလာတော်လကောင်းသူတို့အလုတ်လုတ်နေတယ်ဆိုတော့ကျွန်တော်မြင်ရတယ်အဲ့ချိန်မှာစစ်ပွဲတစ်ခုဖော်ဆောင်ရတော့မယ်ဆိုရင်တကယ့်ကိုစစ်မေပင်ကိုတကယ့်ကိုတကယ့်နေရာဒေသတွေကိုကျွန်းကျင်လိုအပ်လာတယ်အဲ့ချိန်မှာပလက်ဝနယ်မြေဒီကိုယူတော့မယ်ဆိုကျွန်တော်ချင်းတမတော်စန် F နဲ့စန် A နဲ့စစ်ပွဲဖြစ်လာတဲ့ခဲ့ရင်လည်းပဲအခုမတူပီမြုပ်နဲ့တောင်ပိုင်းအလုံးကသူတို့ကနေရအနှိုက်ကိုသူတည်နေတယ်တည်တဲ့အတွက်ကြောင့်စစ်ရေးရဒေါ်လာကောင်အခုတောင်ပိုင်းဖက်မှာAA ကနေရကျွန်းကျင်တဲ့အတွက်ကြောင့်ကျွန်တော်ဘာမှလုပ်လို့မရတော့ဘူး
ဆိုတော့ကျွန်တော်မြင်တယ်ဒါဒီကိုအတုံးလုတ်ဖို့ရအတွန်းနီးဗျူဟာကိုတုံးဖို့ရလိုအပ်တယ်လူတရုတ်တခုခုလိုအပ်တယ်ဆိုရင်ဆွတ်လွတ်ချင်းကစီကိုစီရတော့မှာဖြစ်တဲ့အတွက်ကြောင့်သူတို့ကလက်နဲ့အားဖြစ်တယ်လကောင်ဒီမဟာမိတ်အားဖြစ်လကောင်ထွတ်မြတ်နိုင်အားဖြစ်ဒီတောင်ပိုင်းဒီကိုအတုံးချပြီးမှမင်းတပ်ဒီနဲ့ဒီမတူဒီကိုအတုံးချပြီးမှသူကစစ်စင်ရဲကိုလှုပ်ရှားနေတဲ့အချိန်မှာကျွန်တော်တို့ညီအကိုဒီပေါ့နော်ဒီ CBD ကလည်းသူတို့အင်အားနေတဲ့ချိန်မှာရှင်Aနဲ့ပြောမယ်ဆိုရင်မညီမျှလာတဲ့ချိန်မှာသူတို့က AA ကိုတုံးချခြင်းတယ်တော်တော် AA ကလည်းဒီပလက်ဝအရေးမှာသူလည်းအတုံးချခြင်းပြီးမှချင်းလူမျိုးကိုပြန်တုံးတယ်အခုချင်းအစိုးရကိုချင်းပြည်နယ်အစိုးရကိုရပ်တည်နိုင်ဖို့ရအတွက်ဒီကျွန်တော်ချင်းဒီအတားထဲမှာပြောမယ်ဆိုရင်မြန်မာလိုပြောမီးမွေတာပေါ့နော်ငါတို့မတဲ့အောင်ဒီအစိုးရမပေါ်ပေါက်နိုင်အောင်အစိုးရပြိုကွဲအောင်တနည်းတလားနဲ့သူတို့ကနှုတ်ဆက်ပေးတယ်ပြီးမှတောင်ပိုင်းဒီကလည်းဒီနေရာမှာသူတို့လက်နဲ့တစ်ခုကိုလိုချင်အဖြစ်သူတို့ကဒီတောင်ပိုင်းနေရာဒီကိုဒီတအန်ဟတ်ဒီကိုသူတို့ကနေရာဒီကိုလမ်းဒီကိုပြပေးတယ်ကိုယ့်ရဲ့ data ဒီကိုပြတယ်သူတို့ပြောကြတယ်ကိုယ့်ရဲ့ပြည်သူ့ကာကွယ်ရေးကိုယ့်ရဲ့နေမေကိုယ့်ရဲ့တိုင်းပြည်ဒီကိုကာကွယ်ရမယ်ဆိုတာကာကွယ်တာထက်သူတို့ကပဲပေးလာတယ်လို့ကျွန်တော်မြင်တယ်။ဘာကြောင့်လဲဆိုရင်ဒါဒီကအခုတမိုင်းအစဉ်အဆက်သွားလာမှာဖြစ်တယ်။ AA ကထွန်းမြတ်နာကဘာပြောလဲဖိုးဖွားခဲ့မှာကျွန်တော်တို့ဒီရခိုင်ပြည်နယ်ကျွန်တော်အဖေမေဒီသူတို့ရခိုင်ဒီပေါ့နော်တုခိအတလန့်စင်ကနေကျွန်တော်အရင်တို့မှလည်းအုပ်စုလာတယ်ဘာညာဆိုပြီးမှပိုင်ဆိုင်လာတယ်ဆိုတာပြောတယ်မဟုတ်ဘူးလားဒီ interview ဒီမှာအခုမတူပီတင်းသွားတာပြောကျွန်တော်မပြောဘူးတကယ်ပြောတာမတူပီတင်းတာကတမိုင်းဝင်ပြီး2021လေးမှာအခုမတူပီမြို့ပေါ်တင်းတဲ့ဂျင်သွေးတင်းတဲ့မင်းသားဒီလက်တင်းလာလိမ့်မယ်အခုတင်းလာတဲ့အရာဒီတမိုင်းကိုတို့စိုက်ထိုးတာသူတို့ရဲ့generation ဒီတနည်းလောက်ပဲကြာအောင်မှာနှစ်နှစ်ပဲကြာမှာကြာရင်တော့မှသူတို့ဘာပြောလာမလဲဆိုရင်ငါတို့တင်းတဲ့နေမီဖြစ်တယ်ဒါတွေကကျွန်တော်နယ်ချက်ပြီးမှငါလုတ်လာတဲ့အရာကသူတို့ရဲ့ရခိုင်တမတော်ဒီရခိုင်ရဲ့လူမျိုးတွေကိုဒီလိုပုံတွန်းတွားမှာချင်းလူမျိုးစီမှာပုံတွန်းမှာမဟုတ်ဒီချိန်မှာတမိုင်းအရာသူတို့ကတင်းတွားတဲ့အတွက်ကြောင့်ကျွန်တော်နောက်မှာဘာပြောလို့ရမလဲသူတို့လက်တွေးပြီးမှလုတ်တဲ့အတွက်ကြောင့်ဒါဒီကတမိုင်းဝင်တွားမှာဖြစ်တဲ့အတွက်ကြောင့်ဒီရခိုင်ပလက်ဝအရေးတော်မှာတမိုင်းမှာရှိတယ်ပါဆိုပြီးမှမရှိတဲ့ဟာတော်မှာရှိခိုင်းတယ်ဆိုတော့ရှိပြီးသားပြဿနာတွေကနောက်မှာဖြည့်ရှင်းဖို့ရအရာခက်သွားမှာဆိုတာကျွန်တော်ကတုံးတတ်တယ်ဒါကြောင့်ဒီတောင်ပိုင်းမှာနေရာယူရချင်းဒီပလက်ဝရဲ့ကလတာမစ်ဒီလမ်းကြောင်းဒီပြီးမှသူတို့ဒီမြောက်ပိုင်းမဟာမိတ်ဖက်ကဒီလမ်းကြောင်းဒီကိုသူတို့ပုတ်ပေးအောင်သူတို့ဒီလမ်းကြောင်းဒီကိုဖုတ်ဖို့ရန်ထောက်ဖို့လမ်းကြောင်းဒီကိုသူတို့ကလုံနေတယ်ဆိုတာအဲ့ဒါဒီကိုအဓိကရည်ရွယ်ချက်စီနဲ့လုံတဲ့အတွက်ကြောင့်ချက်ချင်းဒီကတော်ချလွန်းလို့ပေါ့နော် CBD ကနေရာပေးသွားတယ်လို့ပဲကျွန်တော်သုံးသပ်ချင်တယ်သူပဲကျေးဇူးတင်ပါတယ်အိုးနောက်ထောင်တဲ့လူတွေလည်း sharing ပေးကြပါဒီအခုဆရာဟခေါင်းသားပြောတော့တဲ့ဟာကအရန်ကိုကျွန်တော်တို့အတွက်အရေးကြီးတဲ့မတိမဖြစ်တဲ့အကြောင်းအရာလေးတွေဖြစ်ပါတယ်တကယ်လဲလဲနဲ့ပြီးတော့အရေးကြီးတဲ့စကားတွေဖြစ်ပါတယ်ပြီးတော့ဒီအခုကျွန်တော်တို့ live လွှင့်တာက YouTube မှာလဲ YouTube မှာလဲလွှင့်ထားတာဖြစ်ပါတယ်ဒီဗီဒီယိုကိုမျှဝေချင်တာဖြစ်ပြန်လဲပြီးတော့ကူညီဆက်ချင်တဲ့အခုဆရာဟခေါင်းသားပြောတာကကျွန်တော်တို့မတိတဲ့အရာတွေဖြစ်တယ်AA တွေရဲ့နောက်မှာဒီလူတမိုင်းဘယ်လူတီထွင်တာလဲပေါ့နော်ဒီဟာတွေကကျွန်တော်တို့မှဆွေဟောစားပေါ့နော်ဒီလူမျိုးမတွေးလိုက်ဖူးတဲ့အရာတွေဖြစ်တယ်ဒါတကယ်အရေးကြီးတယ်ဆိုတော့ဒီကြောင့်ရနဲ့ပတ်သက်ပြီးတော့သူတို့က CB တွေကလည်းနေရာတွေကိုပြထားပြီးသူတို့လည်းနေရာ data တွေကိုကျွမ်းကျင်ပြီးသူတို့ archive မဲ့တွေအကောင့်ထဲပို့ဖို့လောက်ဆောင်လာပြီးဆိုတဲ့ခါကျတော့ဒီအရာတွေကိုကျွန်တော်တို့ဘယ်လိုနည်းနဲ့ဖြည့်ရှင်းတင်တယ်လို့မြင်ပါတယ်ဥပမာကျွန်တော်တို့
စပွဲပေါ်မှာပဲစကားပြောမလားအာကန်ကွက်ချင်းနဲ့ပဲလောက်မလားပေါ့နော်အဲ့ဒီမျိုးတွေကိုဘလို့မြင်ပါတယ်လေခုနသုံးသက်ပြတာအရန်ပဲအထီရောက်သွားတယ်ဘာကြောင့်လဲဆိုသူတို့ရဲ့တမိုင်းတွေကိုတီထွင်တော့မယ်အေလူမျိုးတွေကိုသူတို့ကတွေးထူတော့မယ့်အခါကျတော့ကျွန်တော်တို့နောက်မှဒီပြဿနာကိုဖြေရှင်းမယ်ဆိုတော့လဲနှောင်းသွားနိုင်တယ်အဲ့ဒီတွေ့ကြောင့်ဒီရကိုအခုချက်ချင်းဖြေရှင်းတင်ဒလာဘလူနီးနဲ့ဖြေရှင်းတဲ့လေလို့မြင်ပါတယ်လေအဲ့ဒါနေချင်းတယ်ဟုတ်ကဲ့ကျွန်တော်တို့အခုဒီပလဲဝအရေးနဲ့တောင်ပိုင်းအရေးပြောမှာပေါ့နော်တောင်ပိုင်းအရေးပဲပြောမယ်အဲ့ဒါတောင်ပိုင်းမှာပဲအကုန်လို့ AA တွေကနေရာချထားတယ်ဆိုတော့ပြီးမှဒီအရာမှာကျွန်တော်ရဲ့တုံတဒီအမှန်ပြောမယ်ဆိုရင်ဖလမ်ဒီပြောမယ်ဖလမ်အားလုံးပြောရင်လည်းအကုန်ထိသွားတာဒီ CLO ပေါ့နော်သူတို့အခုသူတို့ရဲ့အဖွေရဲ့အကွက်စင်တာလဲအများကြီးပါသွားတာဖြစ်နိုင်တယ်။ဘာကြောင့်လဲဆိုရင်သူတို့ကဒီပြောတာဟာခါထန်တလာရဲ့တတ်မတော်ပဲဘာညာဆိုတာပြောတာပေါ့ SNF သူတို့ကပြောထားတာဒါဒီကတော့နိုင်ငံရေးမကြဘူးတကယ်မုန်တီရေးအဖြစ်လောက်နဲ့သူတို့ကစစ်စင်ရေးတွေလုပ်ချင်တယ်အနိုင်ယူချင်တဲ့စိတ်ဓာတ်နဲ့ရှိတယ်ဆိုတော့ကျွန်တော်တခါထဲအဲ့ဒါလေးထည့်ပြောချင်တယ်အခုကျွန်တော်ချက်ချင်းဖြည့်ရှင်းမလားဆိုတဲ့ချိန်မှာအခုကျွန်တော်ဖြည့်ရှင်းဖို့ရအခုလိုအပ်တယ်ကျွန်တော်မြင်တယ်ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့မတူပီမှာကျွန်တော်တို့တမဟာဟစ်နဲ့တမဟာတစ်ကျွန်တော်တို့ဖြည့်ရှင်းဖို့ရကျွန်တော်တို့စစ်စင်ရေးမတူ operation တုံးမှာကျွန်တော်စစ်စင်ရေးတွေအများကြီးပြဿနာတက်ကြတယ်ကျွန်တော်တို့ကျွန်တော်တို့SNF SNA ကကျွန်တော်ဒီတဲ့ကိစ္စဆရာကြီးကိုလည်းဆုံးသွားတာပေါ့နော်ဒါတွေဆုံးသွားတဲ့အချိန်မှာလည်းကျွန်တော်ဒီတောင်ပိုင်းဖက်မင်းတပ်ဖက်မှာဒီကျွန်တော်ဒိုင်းဖက်မှာလည်းဆုံးသွားတယ်လို့လည်းရှိတယ်ဒီကျွန်တော်အချင်းချင်းဒီပစ်ကြတဲ့အချိန်ပစ်ခတ်မှုလုပ်တဲ့အချိန်မှာကျွန်တော်တွေ့ဆုံကြတယ်ကျွန်တော်အဖွဲ့ရှိတွေနဲ့တွေ့ဆုံကြတယ်ပြီးမှဒီ USA မှာအကြီးဆုံး MCC အတင်းတော်ပေါ့နော်အတင်းတော်ချုပ်ပေါ့ပြောမယ်ဆိုရင်နဲ့လဲတွေ့ဆုံကြတယ်ဒီအဖက်ဖက်အဖွဲ့ရှိအဖြစ်လဲကျွန်တော်နှိမ့်နိုင်ဆွေးနွေးကြတာရှိတယ်ဒါပေမဲ့ကျွန်တော်တို့အားလုံးရဲ့သဘောထားကပါလဲဆိုရင်ဒီမတူပီမြို့ပေါ်ကိုမသိမ့်ခင်ပါမတူပီစစ်စင်ရေးရှိတော့မယ်ဆိုတဲ့အချိန်မှာအားလုံးကျွန်တော်တို့နိုင်ငံတကာမှာရှိနေတဲ့အရာအားလုံးကိုဆွေးနွေးကြတယ်သဘောထားကောက်နှုတ်ချက်တွေကိုကျွန်တော်လုပ်ချင်ခြင်းဘာပဲဖြစ်ကျွန်တော်တို့စစ်စင်ရေးလုပ်မယ်ဆိုရင်ဒီတမဟာတစ်အနေနဲ့လည်းအေခေါ်ထားတယ်တမဟာတစ်ကအေခေါ်ထားတယ်ဒီကျွန်တော်တို့တမဟာနှစ်ကချင်းလန့်ကောင်စီဆိုတော့ဒီသူတို့နှစ်ယောက်ကြားထဲမှာပြဿနာမတက်အောင်ဘယ်လိုဆောင်ရွက်မလဲဆိုတဲ့ချိန်မှာမြုပ်တော့စကစမြုပ်ဒီကတော့တင်းဖို့ရန်ဒီမြုပ်ဒီအိမ်ဒီကတော့ဖြက်စီလဲဘာဖြစ်ကျွန်တော်တွေ့တလုံးတဝအတင်းနဲ့ပြန်တီဆောက်ဖို့ရတော့လိုအပ်တယ်ဆိုအားလုံးကသဘောတူကြတယ်အားလုံးမတူပြမြုပ်နယ်မှာရှိနေလူကြီးဒီအားလုံးလူငယ်တွေလည်းတက်ရောက်ကြတယ်ကျွန်တော်တို့သဘောထားကောင်းနှုတ်ချက်လုပ်တဲ့ချိန်မှာဒီ304ဟာ AA နဲ့တမဟာတစ်ကနဲ့တိုက်ပါစေတမဟာဟစ်ကဒီ140ကိုတိုက်ပါစေဒီလိုတော့အားလုံးကတပြိုင်နဲ့သူတို့လောက်ကြပါစေလို့သူတို့ကကျွန်တော်တို့ကိုတော့အားလုံးပြည်သူလူထုအစည်းအဝေးခေါ်ပြီးမှနိုင်ငံတကာမှာရှိနေတဲ့အချိန်မှာဒီရှာအောင်ဒွန်းအတုံးပြုတ်ခြင်းအဖြစ်ပေါ့နော်သူကိုတိုင်လည်းမေးလို့ရတယ်ပေါ့နော်သူကိုတိုင်လည်းကျွန်တော်တို့ဆွေးနွေးကြတဲ့ချိန်မှာအားလုံးကတင်းဖို့တော့သဘောတူကြတယ်တုတ်တော်ဒီလိုကျွန်တော်တို့ဂျီမန်ချက်ထင်တယ်လို့မဟုတ်ဘဲနဲ့AA ကဟိုဖက်လက်ဒီဖက်အကုန်လုံးလုလာတဲ့ချိန်မှာတူနှစ်ဦးအချားထဲမှာပြဿနာတက်လာတယ်ကျွန်တော်တွေ့ရတယ်အဲ့ချိန်မှာကျွန်တော်ဖြည့်ရှင်းရတယ်အရှင်မပြေဘူးအခုချက်ချင်းဖြည့်ရှင်းလို့ရမလားချက်ချင်းကျွန်တော်တို့ဖြည့်ရှင်းချင်တယ်ပြဿနာမှာကြီးခင်ပါဒီ AAD ကကျွန်တော်တို့ဒီချင်းဒီရဲ့အရေးဒီမှာပိုးပြမှာမရှုပ်ထွေးနိုင်အောင်ပေါ့နော်အမြန်ဆုံးတမဟာဒီချင်းလန့်ကောင်စီအနေနဲ့ CB တဲ့အမြန်ဆုံးဖြည့်ရှင်းဖို့ရန်လိုအပ်တယ်သူတို့ညီမှတာသူတို့ AA ကပြိုင်လို့ရတယ်
အဓိကသူတို့ကခေါ်ထားတဲ့သူခေါ်တဲ့လူပေါ်မှာမူတည်တယ်ခေါ်တဲ့လူနဲ့ဒီမဟာမိတ်လုပ်တဲ့လူဒီနဲ့မူတည်တဲ့အတွက်ကြောင့်အမြန်ဆုံးဖြည့်ရှင်းပြီးမှဒီတမ်ဟာCC နဲ့ CB ကိုအမြန်ဆုံးတွေ့ဆုံပြီးမှအမြန်ဆုံးဖြည့်ရှင်းပါစေအဲ့ဖိမှချင်းလူမျိုးအားလုံးကို CB နဲ့ CC ကိုလည်းတသွေးတတာနဲ့ပြန်ဖြစ်ပြီးသားပြဿနာတွေကိုလည်းသူတို့ CB ရဲ့အမှားလည်းရှိနိုင်တယ် CC အမှားလည်းရှိနိုင်တယ်ဒါဒီကိုတေချာလေးကိုပြန်နှိမ့်နိုင်ပြီးမှ AAC မှာအကောင်းဆုံးပြန်လုပ်ပြီးမှပြန်ခိုင်းမယ်ဆိုရင်ကျွန်တော်တို့အမြန်ဆုံးလိုအပ်ခြင်းတယ်ကျေးဇူးတင်တယ် Okay အထူးပဲကျေးဇူးတင်ပါတယ်အားလုံးကြည့်စုနေတဲ့မိတ်ဆွေတွေလည်း comment မှာပြင်ပြီးတော့မေးလို့ရတယ် comment တွေကိုကျွန်တော်တို့စုဆောင်ထားတာဖြစ်ပါတယ်ပြီးမှမေးလို့ဖြစ်တဲ့ဟာတွေကိုပြင်မေးတော့မှာဖြစ်ပါတယ်အခုဒီညဆရာဟိုက်ခွန်တိုင်းတုံးတက်ပေးထားတာတွေအရန်ကိုကျွန်တော်တို့အတွက်လူအပ်နေတဲ့မတိမဖြစ်တဲ့အရာတွေဖြစ်တဲ့အတွက်ကြောင့်ဒီညတုံးတက်တဲ့ဟာကတော်တော်လေးကိုကျွန်တော်ကိုတိုင်အားရတယ်ပြီးတော့ဒီ comment ဖက်ကိုမတော်ခင်မှာဆရာဟိုက်ခွန်တိုင်းအမင်ပေါ့နော်ဒီတောင်ပိုင်းဖက်ကပြည်သူတွေတချို့ကဘာကြောင့်များ AA ဖက်ကိုသူတို့ထောက်ခံတဲ့လူတွေရှိနေတယ်လေဒီအရင်ခံကသူတို့လူဒီ AA တွေက influence ပေါ့နော်သူတို့နေရှင်နေမြတ်သူတို့စကားတွေကြားတယ်သူတို့ကိုပဲမြင်တယ်အကြောင်းမျိုးကြောင့်ဘာအကြောင်းရင်းနဲ့ဒီ AA ဖက်မှာပါတဲ့ပြည်သူတွေရှိတယ်လေအဲ့ဒီဟာကိုဘယ်လိုမြင်ပါတယ်လေဘယ်လိုတုံးသက်ချင်တာလဲတောင်ပိုင်းဖက်က AA ဖက်ကပါတဲ့ပြည်သူတွေကိုတောင်ပိုင်းဖက်မှာ AA CB ထောက်ခံတယ်ဆိုတာထက်တောင်ပိုင်းဖက်မှာပုလင်းလင်းပြက်သားလေးနဲ့ပြည်သူလူထုကိုတိုင်လဲအရေးမယူဘဲနဲ့ဘာမှသူတို့နဲ့သူတို့လောလတ်လှုပ်ရှားပိုင်ခုရွေးချယ်ပိုင်ခုပေးဖို့ရတော့လိုအပ်တယ် freedom of speech ပေါ့နော် freedom of အကုန်လုံးလုပ်စီခြင်းတယ်ဒီအချိန်မှာတော့ CB ထောက်ခံတာနဲ့ CC ထောက်ခံတာကတော့ပိုပြီးမှထင်ရှားလိမ့်မယ်ကျွန်တော်အခုတောင်ပိုင်းဖက်မှာကျွန်တော်တို့တုံးတကြည့်တဲ့ချိန်မှာမင်းတပ်ဖက်မှာလည်းကျွန်တော်သူငယ်ချင်းတွေအများကြီးရှိတယ်တုံးတတော့ AA ထောက်ခံတဲ့လူဒီကအရန်နေပါတယ်တုတ်တော်အတင်းအတမဒီနဲ့သူတို့က CB ထောက်ခံကိုထောက်ခံရမှာဆိုတဲ့အရာအဖြစ်သူတို့လှုပ်တဲ့ချိန်မှာအတင်းအတမဒီလှုပ်တဲ့ချိန်မှာသူတို့ကြောက်လို့မဖြစ်တော့ဘူးဆိုတဲ့အချိန်မှာသူတို့လက်နဲ့အာကိုပြီးမှလှုပ်တဲ့အချိန်မှာအချုပ်ဒီကCBC မှာပါဝင်တဲ့လူလဲရှိတယ်လို့ကျွန်တော်အများကြီးတုံ့တက်တယ်တကယ်ပြသားလှုပ်ခိုင်းမယ်ဆိုရင်သူတို့ဘယ်သူလှုပ်ရဲမလဲသူတို့ကချင်းလန်ကောင်စီလဲပြသားဘာမှမလုပ်နဲ့လုံချုံရဲလဲယူပေးပါစေနော်လောလပီတူလူရဲ့စန္ဒအတိုင်းလှုပ်ခိုင်းကြည့်ပါဘယ်ရမရဘူး CB တောင်ပိုင်းဖက်မှာလဲထောက်ခံCB ထောက်ခံမဲ့လူရှိမှာမဟုတ်ဘူးအမှန်ပြောဘာကြောက်လဲဆိုရင်သူတို့လဲတိတယ်လေသူတို့ပဲခံစားတယ်လေငါတို့အနာချမှာပဲနေတယ်ပြီးမှဒီမေပီမာရှိတဲ့ကိုယ့်ရဲ့အမျိုးတွေကိုကိုယ့်ရဲ့အဖေမေတွေကပိုးပြီးမှ AA ကိုမကြိုက်တဲ့လူကိုအများကြီးခံစားတာကိုပိုးပြီးမှမဲပေးမှာပေါ့သူတို့ CC ပဲဖက်မှာပဲရပ်တည်မှာပေါ့ဘသူရခိုင်အတွက်ဘသူလုံးမှာလဲနော်သူတို့မတူပီတိုက်ရင်လေတိုက်ပါစစ်တပ်ဒီကိုလာတိုက်တာကသူတို့မကြိုက်တာမို့လာတိုက်ပါစေပြီးရင်ပြန်ကြပါစေဒါပဲသူတို့ကြိုက်တာအခုသူတို့ကနေရာယူပြီးမှပြည်သူလူထုဒီကိုအကြောက်တရားနဲ့နေခိုင်းတဲ့အတွက်ကြောင့်ဒုတိယစကားစတဲ့ဆိုးတယ်ဆိုတာကပြည်သူလူအတာနာကျွန်တော်အများကြီးကြားတယ်နော်ကျေးဇူးတင်တယ်တုံးတက်ပြတဲ့သူပဲကျေးဇူးတင်တယ်ဆိုတော့ဆရာဟိုက်ခဒေါင်ဟိုက်ခွန်တိုင်းပြောချင်တာကဒီတောင်ပိုင်းဖက်က CB တွေ AA တွေထောက်ခံတာကသူတို့စိတ်ဆန္ဒအတိုင်းမဟုတ်ဘဲနဲ့အများအပြားပေါ့နော်
သူတို့ရဲ့ချင်းချုပ်မှုတွေကျုပ်စုမှုတွေကြောင့်ဖြစ်ပါတယ်တကယ်လို့လွတ်လွတ်လပ်လပ်ပြောခိုင်းမယ်မေးပေးမယ်ဆိုရင်တော့ဒီ AA ဖက်တွေကဒီလိုရှိမှာမဟုတ်ဘူးဆိုတဲ့သဘောလား ဟုတ်ကဲ့စင်စင်ပြောမယ်ဆိုရင်လောလောလတ်လတ်ရွေပြောပိုင်ခွင့်ရွေးချယ်ပိုင်ခွင့်ပေးကြည့်ပါနော်ဘယ်သူမှတော့ကိုယ်မှာကြိုးမကင်ပဲနဲ့လုတ်ခိုင်းကြည့်ပါနော်ဒီလိုလုတ်ဖို့ရလဲသူတို့ CB ဖက်ကလည်းတကယ်အမခံပြီးမှလုတ်ရဲမလားနော်လုတ်တကားဖုတ်ပဲဆိုရင်လုတ်ရတယ် အဲ့လိုဆိုရင်တော့တော်တော်လဲရှင်းပါတယ်နတ်ထောင်တဲ့သူတွေမိတ်ဆွေတွေလည်းအဲ့လောက်ဆိုရင်တော့သဘောပေါက်လောက်ပြီလို့ကျွန်တော်ကိုယ်တိုင်လည်းယူဆတယ်ဆိုတော့ဒီချက်ထဲမှာခဏလေးဒီမတူ PB1 က AA တွေကိုဘလူကျွေးမွေးပြုစုတာလေတဲ့ဆိုတော့ဆုလူတာကမတူ PB1 တွေက AA တွေကိုထောက်ခံတယ်ဆိုတော့အဲ့ဒီ AA တလောက်များတာကို B1 ကဘလူကျွေးမွေးပါတယ်လေတဲ့အဲ့ဒါတစ်ချက်လားအခုသူတို့ကfundraising စာကြတာတမဟာတိကလည်း fundraising ဒီစာကြတဲ့သူကြောင့်သူတို့ဒီအရာလေးလုပ်တယ်ပြီးမှသူတို့ဒီအခုအထက်ထိတမဟာနှစ်ထင်းချုပ်နေမယ်တရင်တုံဖက်မှာသူတို့ကဒီထောက်ပုတ်ကိုပုံမှန်ယူချင်တာထောက်ပုတ်ဒီလုပ်ချင်တာအဲ့ဒါဒီကိုသူတို့ကအသွာလာတွေနည်းနည်းရှိသွားတာအဲ့ဒါဒီကိုကျွန်တော်တို့ကလုတ်ရင်လည်းပဲတယောက်နဲ့တယောက်ပြစ်ခတ်မှုရှိမှာဆိုတော့အဲ့ဒါတို့ကြောင့်အရန်ကိုဒါကြောင့်ကျွန်တော်တို့ကဒီတမဟာ3နဲ့ကျွန်တော်တရင်လေးကျွန်တော်ဓာတ်ဖက်မှာနဲ့ဒီဒုံဖက်မှာတော့ပလဲဝါလာမဖက်မှာတော့လူဒီကစစ်ပေးချောင်းနေတယ်အခုအိမ်မပြန်ရဲကြတာဘာကြောင့်အေးရှိသွားတာသူတို့ကထောက်ပုတ်ဒီယူတယ်ဒီနာချာကနဲ့အခု CB ထောက်ခံတဲ့လူအဖွဲ့အစည်းကလည်းဘေးထူကြတာအဲ့ဒါဒီလေပါတယ်ဒါကြောင့် CC ဖက်ကဒီတမဟာနှစ်ဖက်ကလည်းလမ်းကြောင်းတွေကိုအခုလောလောဆယ်ပိတ်နေသေးတာဘာကြောင့်လဲဆိုရင်သူတို့စာနာရိတ်ခါတွေကိုတင်သွင်းနေသေးတယ်ဆိုတော့အဲ့ဒါတွေကိုသူတို့ကပိတ်တာဖြစ်တယ်ဆိုတာပြောချင်တယ်အထူးပဲကျေးဇူးတင်ပါတယ်ဆိုတော့တစ်ချက်လောက် YouTube ဘက်ကခွေးစင်ကိုကျွန်တော်ထုတ်ပြကြည့်မယ်သူကမတူပီမြူနေ AA လောက်ရှာပုံကိုဗီဒီယိုနဲ့တက်တေမိနိုင်အောင်ကျူးစားကြပါလားအပြိုးယုံလောက်နဲ့ဆိုရင် story နှမျိုးရှိလို့ပြည်သူလူထုယုံနိုင်အောင်လောက်ပြတာမတန်လူအပ်ပါတယ်ဆိုတော့ဒီနေရာမှာဘယ်လိုတုံ့ပြန်ချင်ပါတယ်လေသူကတော့ YouTube ကနေ comment လောက်ထားတာဖြစ်ပါတယ်အဓိကကတော့သူတို့ရဲ့လောက်ဆောင်ချက်တွေကိုဗီဒီယိုနဲ့တကွဆိုတဲ့ခါကျတော့ဥပမာဒီဟာတွေကိုတကယ်တမ်းလူအပ်ပါတလားတော်တော်လေးရှိခဲ့ပြီးသားတွေရောရှိလားဆိုတဲ့ဟာပေါ့ကျွန်တော်တို့ဒီ AAD ရဲ့လှုပ်ရှားပုံဗီဒီယိုတွားရိုက်ဖို့တော့ AAC မှာတွားတေခိုင်းတော့ဆိုတလို့ပဲဖြစ်သွားတယ်အခုကျွန်တော်စစ်ဘေးဆောင်တာသူတို့အိမ်မှာတော်မပြန်ရဲချတာကိုဒီဗီဒီယိုတွားရိုက်ရင်တော့ကျွန်တော်တို့တေတော့မှာစကဟိုတေတာ905လားဒီလိုပုံမှန်နဲ့လုတ်တယ်လို့ပေါ့နော်အခု AA ကပို့ဆိုးတာပေါ့နော်ပို့ဆိုးတာအဲ့ဒါသူကြောင့်ကျွန်တော်တို့ဒီလိုမျိုးဒီကလုတ်ဖို့ရတော့အရှင်းတော့မပြီးဘူးလုံနိုင်တယ်ဆိုတော့အရန်ကောင်းတာအကြံလက်ကောင်းတယ်ဒါမဲ့နောက်မှာလည်းကျွန်တော်စူးစမ်းပေးမယ်လေနော်ဒါမျိုးတွေလည်းစူးစမ်းပေးမယ်ကျွန်တော်တို့ဒီမေပီမှာရှိနေတဲ့လူဒီအတွက်ကျွန်တော်တို့စူးစမ်းစားပြီးရှာပေးမယ်လေနောက်မှာတော့နော်အထူးပဲကျေးဇူးတင်တယ်ဆိုတော့ဆရာပြောတဲ့ထဲမှာရှင်းတာကတော့သူတို့မတူပီမှာတော့တောင်ပိုက်ပက်မှာတော့မနေရဲပဲနဲ့ refugee တော့ထွက်ပြီးသွားပြီဆိုနေမှာတော့ဗီဒီယိုတွေကတော့မလူအပ်တော့ဘူးလို့ကျွန်တော်ကလည်းထပ်လောင်းပြီးတော့ပြောချင်တယ်ဟုတ်တယ်ဆရာပြောတဲ့ထဲမှာပါပါတယ်ဆိုတော့ comment တွေလည်းကုန်ဖတ်ပေးတယ်နော်ပြီးတော့ဒီဇော့ဆွာဇကေထန်းရဲ့ comment တွေကိုလည်းဖတ်ပေးတယ်တကယ်လို့မမဲဖိခေရင်စိတ်မဆူကြပါနဲ့ကျွန်တော်တို့အခြေအနေနဲ့တွေ့တဲ့ခါကျတော့မဲတော့မဲပါမဲကြပါကျွန်တော်တို့အချင်းရှိရင်အဲ့ဒီ comment တွေကိုကျွန်တော်တို့ပြန်လည်ပြီးတော့လှည့်ပေးတော့မှာဖြစ်ပါတယ်ဆိုတော့အထူးပဲကျေးဇူးတင်တယ်ဒီ CRD ကတုံ့တက်ပြတဲ့အရန်လဲ
ရှင်းလင်းတယ်ပြတ်သားတယ်ကြည်စုနေတဲ့မိတ်ဆွေတွေလည်းအထူးပဲအားရမှာလို့ကျွန်တော်ကတော့ယူဆတယ်ဘာကြောင့်လဲဆိုတော့ဒီတောင်ပိုင်းဘက်ကအေးလှုပ်ရှားပုံတွေကကျွန်တော်တို့လူတိုင်းကမတိဘူးဖြစ်နေတယ်ဆိုတော့ဆရာပြောသွားတဲ့ထဲမှာအေးတွေ CB တွေပြဿနာကအခုချက်ချင်းဖြေရှင်းရမယ်အခြေအနေမှာဆရာပြောထားတာဖြစ်ပါတယ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ချက်ချင်းဖြေရှင်းဖို့ကဘာနီလန်ကအကောင်းဆုံးဖြစ်မလဲဥပမာ CNF လူကြီးတွေကိုအတိအရင်ပေးမလားချင်းပီတူလူထုတွေကိုအရင်အဆုံးအတိပေးမလားအမြန်ဆုံးလောက်ဆောင်နိုင်ဖို့ကဘာကအရင်လောက်ရမလဲအရေးကြီးဆုံးဖြစ်တယ်လေဆိုတာကိုတုံ့တက်ပေးလို့ရမလားဟုတ်တယ် CB နဲ့ CC တွေ့ဆုံဖို့ရအတော် CC တော့ကျွန်တော်အနေနဲ့တော့အချိန်မရွေးအစိုးရအနေနဲ့လက်ခံမှာထင်တယ် CC အနေနဲ့တော့ everyday ပေါ့နော်သူတို့အနေနဲ့လက်ခံမဲ့အရာဖြစ်နိုင်တယ်ဘာကြောင့်လဲဆိုရင်ကိုယ့်ရဲ့လူမျိုးကိုယ့်ညီကိုတော့ဒီချင်းပြည်နယ်မှာပြဿနာတက်ဖို့တော့သူတို့လည်းမကြိုက်ဘူးလေနော်ဒါ CBD စီမှာကျွန်တော်တွေ့ဆုံဖို့ရအတူတော့ CBD တိုက်ရိုက်ဆွေးနွေးထားတာတဲ့ဒီမှာနာချမှာရှိနေစပေါ်တာတွေကိုလည်းအရင်အဆုံးတွေ့ဆုံပြီးမှပေါ့နော်တွေ့ဆုံပြီးမှသူတို့နဲ့အရင်ပြောပြီးမှချက်ချင်းသူတို့ရဲ့တတ်တာတွေကိုသူတို့ကကောင်းဆုံးပြောလို့ရတယ်ဘာကြောင့်လဲဆိုရင် CB မှာအစိုးရမရတည်နိုင်သေးဘူးချင်းလဲကောင်စီတော့ CC မှာတော့အစိုးရရတည်ပြီဆိုတော့အစိုးရအနေနဲ့ဖွဲ့စည်းထားပြီဆိုတော့အစိုးရကိုတိုက်ရိုက်ကျွန်တော်တို့ဆက်သွယ်လို့ရတယ်အခု CBD ကအစိုးရကိုမရတည်နိုင်သေးတဲ့အတွက်ကြောင့်ချက်ချင်းကြီးကျွန်တော်တို့ဒီ spotter တွေနဲ့ကျွန်တော်တွေ့ရမယ်ပြီးမှသူတို့ပြောနေတဲ့ NUG အားကိုးကြတယ်ဆိုတော့ NUG နဲ့လည်းချက်ချင်းတွေ့အနေနဲ့လည်းသူတို့ဒီဖြည့်ရှင်းပေးဖို့ရလို့အပ်တယ် NUG အနေနဲ့လည်းအချင်းရဲ့ကြားထဲမှာပြဿနာတက်တာက NUG အနေနဲ့လည်းအဲ့ဒါဒီကိုလည်းဖြည့်ရှင်းပေးတယ်လို့အစိုးရနဲ့ဒီပြောမယ်ဆိုရင်အတိုက်ခံပါတီဆိုတာဆိုတော့ CB ရဲ့အတိုက်ခံပါတီဖြစ်သွားတာပေါ့နော်ဒီလူဒီကိုနှိမ့်နိုင်ပေးဖို့ရန်ဒီနှစ်ဖက်ချွန် NUG ကလည်းအလုပ်မလုပ်ဘူးလေလိုအပ်တယ်ဒါဒီကျွန်တော်နေတော့ဒီလို NUG နဲ့ဒီနန်ချစပေါ်တာဒီကို ਨੇ အရင်အဆုံးတွေ့ဆုံဖို့ရတော့လိုအပ်တယ်လို့ပြောချင်တယ်ကျွန်တော်အနေနဲ့ထုံးပါအထူးပဲကျေးဇူးတင်တယ်ဆိုတော့တစ်ချက်သေးမှာပဲပထမကမတူ PB1 က AA နဲ့သူတို့ခွဲနိုင်မလားပြီးတော့ဒုတိယမေခွန်းကဒီAA နဲ့ဒီဒုတိယမေခွန်းက CB နဲ့ AA ကအရင်ခွဲရမယ်တဲ့ CB နဲ့ AA ကအရင်ခွဲရင်ဒီအရာတွေကိုပူလွေမယ်တဲ့ဆိုတဲ့ခါကျတော့ဒီပဋိပက္ခတွေက CB နဲ့ AA ကအရင်ခွဲရင်ပူပြီးမှလွယ်မလားအဲ့ဒါလေးကိုသူတို့မေးချင်တာဖြစ်ပါတယ်အဲ့ဒါဟုတ်ကဲ့ကျွန်တော်တို့ကနန်းတို့ဒီမှာညီကိုဒီမေခွန်းလုပ်တဲ့ချိန်မှာကျွန်တော်တို့ကပြောမယ်ဆိုရင်တကယ်ကိုတရားသူကြီးဒီလည်းမဟုတ်တဲ့သူချစိတ်နေဒီလည်းမဟုတ်တဲ့သူတို့ဖြီးပြနိုင်မှလည်းမဟုတ်ဘူးတော့ဒါတော့ကျွန်တော်စူးစမ်းပြီးမှဖြီးပေးမယ်အခုဟုတ်တယ်အဲ့ဒါတို့ကြောင့်ကျွန်တော်တို့က CB နဲ့ CC ကရင်တွေ့ရမှာတွေ့ပြီးမှပဲကိုရမှာအခုကသူတို့အကြထဲမှာဘယ်လို agreement လုပ်တယ်လဲဆိုတာပြည်သူလူထုကလည်းမသိဘူးအခုကျွန်တော်လည်းမသိတဲ့အတွက်ကြောင့်သူတို့မှာတွေ့ဆုံပြီးမှချင်းလန်ကောင်စီနဲ့ CB တွေ့ဆုံပြီးမှပဲကျွန်တော်တို့ဒီလို agreement လုပ်ထားတဲ့အတွက်ဒီလိုပြဿနာတက်လာတယ်ဥပမာကျေးစားနဲ့ကျွန်တော်ဟားတယ်ဆိုတော့ဒါဒီကိုကျွန်တော်ပေးရမှာဆိုတဲ့အချိန်မှာဝိုင်းဝိုင်းပေးမှအကူအညီပြီးဖြည့်ရှင်းရမယ်ပြဿနာလည်းဖြစ်နိုင်တယ်နော်သူတို့အကြထဲမှာအလကားနဲ့မဟာမိတ်လုပ်လို့မရဘူးတခုခုကိုဆွတ်လွတ်ရတော့မှာဖြစ်တဲ့အတွက်ကြောင့်ဒါဒီကိုလည်းတခုခုတော့စီရမှာအဲ့ဒါအတွက်ကြောင့်အစမှာကျွန်တော်ကတော့မတူပီ
မှာအေကတင်းပိုက်ပြီးဆိုတော့အိမ်ပြန်လန့်စရိတ်တော့ကျွန်တော်တို့ကပေးရတော့မယ်လို့ကျွန်တော် line ပေါ်မှာတင်လိုက်တော့လူလဲကျွန်တော်ကိုဆဲတဲ့လူလဲရှိတယ်နော်ဒါကြောင့်ဒီအရာတွေကိုအေနဲ့CB ပြောအရင်ပြောတာထက် CB နဲ့ CC အရင်တွေ့ပြီးမှပြောပြီးမှပဲအေကိုသူတို့ကပြန်ခိုင်းရမှာဖြစ်တယ်ဆိုတာပြောချင်သူတို့ချက်ချင်းကြီးအေကိုပြန်ခိုင်းမယ်ဆိုရင်လေဘာအကြောင်းမှမရှိဘဲနဲ့ချင်းလန်ကောင်စီနဲ့ agreement ဘာမှမရှိဘဲနဲ့ဘာစကားမှမပြောဘဲနဲ့ချက်ချင်းကြီးပြန်ခိုင်းလို့လည်းမရဘူးသူတို့ကြိုက်လို့သွားခေါ်တာကိုနော်နေမကြိုက်တော့ဘူးပြန်ပါလို့ပြောလို့မရဘူးလားချင်းလန်ကောင်စီနဲ့ပဲဒီကျွန်တော်ချင်းအကူဒီနဲ့စကားပြောပြီးမှပဲအေကပြန်လို့ရတယ်လို့ကျွန်တော်သုံးသပ်တယ်မင်းအထူးပဲရှင်းလင်းပါတယ်ဆိုတော့ဆီလိုဒါက CB နဲ့ CC ကရင်တွေ့ပြီးမှခွဲမယ်ပြီးတော့ CB နဲ့ AA တွေကသူတို့ကဒီတိုင်းခွဲလို့မရဘူးသူတို့မှာအကျွေးတွေပါညာရှိနိုင်တယ်သူတို့ကဘာတွေကြောင့်ပေါင်းစည်းပြီးတော့ခွဲခွာတဲ့ခါမှာဘလောက်တွေပါညာဆိုရမလဲဆိုတဲ့ဟာကတော်လေးအကြီးတော့နားထောင်တဲ့လူတွေကနည်းနည်းတဘောပေါက်နိုင်မယ်လို့ကျွန်တော်ယုံကြည်တယ်ဒီနေရာလေးကတော်လေးအကြီးကြီးတယ်သူတို့ကတွေးပြီးမှပြန်ခွဲတဲ့ချိန်မှာဒီကြားထဲမှာသူတို့မှာဘာကတိစကားတွေအပေးအယူတွေဆိုတာကျွန်တော်တို့မသိနိုင်ဘူးသုံးသပ်ပြတာသူပဲကျေးဇူးတင်နေပြီးတော့ကြားထဲမှာဒီ comment တွေကြတော့ကျွန်တော်တို့ကျေးဇူးပြုဆွဲဒီလိုမျိုးနေရာမှာတော့ပြည်ထောင်စု font ကိုသုံးပေးပါအခုလောလောဆယ်မှာတော့ကျွန်တော်တို့ဖတ်လို့မရသေးဘူးနောက်မှာတော့ကျွန်တော်တို့ပြန်ဖတ်လို့ရပါတယ်ပြည်ထောင်စု font သုံးရင်အလုပ်ဖတ်လို့ရတယ်ဒါ YouTube comment เนาะဆိုတော့ကျေးဇူးပဲဆိုတော့နောက်မှာကျွန်တော်တို့ပြန်သွားကြည့်မယ်open မှာနည်းနည်းလက်ချင်တာကအခုလောလောဆယ်မှာ USA မှာမီဇိုရမ်ကကျွန်တော်တို့chief minister ပူလဒိုဟိုမှာရောက်လာတဲ့ခါမှာမေခုနဲ့အများကြီးထောက်ခဲ့တာတွေရှိတယ်အဲ့ဒီထဲမှာသူပြောတာကတခုရှိတယ်အဲ့ဒါကဘာလဲဆိုရင်ကျွန်တော်တို့AA တွေကိုပေါင်းတင်ပြီးတော့မိတ်ဖွဲ့ရမယ်တော့မဟုတ်ရင်သူတို့ကစစ်တပ်အင်အားလည်းအများကြီးရှိတဲ့တွေ့ကြောင့်မကောင်းဘူးပြီးတော့ကျွန်တော်တို့ long time အထိဒုက္ခပေးနိုင်မယ်ပြီးတော့ပြောတယ်ပြီးတော့ဒီမီဇိုရမ်ယာ independent အတွက်လည်းကျွန်တော်တို့ဒီ20လုံးကျူစားခဲ့တယ်တော်လည်းခက်ခဲတယ်လို့ပြောတယ်အဲ့ဒီနေရာမှာပြည်သူလူထုတွေလုံးဝတရားမတရားလက်မခံဘူးဘာကြောင့်လဲဆိုတော့ AA ကဘာသာလည်းမတူဘူးတခြားဟိုစာလည်းဖြစ်တဲ့အတွက်ကြောင့်ဒီအရာနဲ့ပတ်သက်ပြီးတော့ပြက်သားနဲ့ဘယ်လိုခြေပချင်းတယ်လဲမဟုတ်ရင်သူပြောတဲ့စကားကိုမှန်တယ်လားခြေပချင်းတယ်လားပြက်သားပြီးသူတွေဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့အခုလောလောဆယ်မှာမူးယူနေတဲ့အကြောင်းအရာတကယ်အကြီးစား question ဖြစ်တယ်အဲ့ဒါကိုဘယ်လိုမြင်ပါတယ်လဲအဲ့ဒါကိုတုံးသက်ပေးစေချင်ပါတယ်အကြီးကြီးတွေပါချုံးလို့ဆိုသူက chief minister လည်းဖြစ်တယ်လူမျိုးရေးပဋိပက္ခလည်းဖြစ်တယ်နေရာဒေသပြီးတော့ဘာသာရေးလည်းဒါတွေနဲ့ရှင်းပြောမယ်ဆိုရင်အကုန်လုံးထိစက်နေတဲ့အတွက်ကြောင့်ကျွန်တော်သူတို့နဲ့မီဇိုရမ်ဝန်ကြီးချုပ်နဲ့ကျွန်တော်တို့တွေ့ဖို့ရန်ကျွန်တော်တို့အစီအစဉ်ရှိသွားတာကျွန်တော်မိသားစုရဲ့အရေးအဖြစ်ကျွန်တော်မတော်ဖြစ်တာဒီမတူပီတမ်ဟာနှစ်အနေနဲ့ chairman ဒီ global မတူပီ city supporter chairman နဲ့ဒီတော့ကျွန်တော် fundraising ကျွန်တော် chairman ဖြစ်တယ်အဲ့ချိန်မှာကျွန်တော်တွေ့ဆုံဖို့ရန်ကျွန်တော်တို့ပြောထားတော့လေကျွန်တော်မပါဝင်ဖြစ်တဲ့จุดကြောင့်ကျွန်တော်တို့ဒီမတူပီ city supporter chairman ပူဇော်တဲ့ဆက်ပြီးထางနဲ့တော့တွေ့ဆုံပြီးမှပေါ့နော်ဒီသူတို့ကိုလည်းကျွန်တော်တို့စကားတွေပြောဖြစ်ကြတာပေါ့နော်အရန်ရောက်လာတဲ့ချိန်မှာကျွန်တော်တို့မျှော်လင့်တယ်တုတ်တော်အခုသူ့ကို
ကျွန်တော်တို့ထက်တော့ပညာရှိတွေဖြစ်သွားတာဆိုတော့သူအခုမီဇိုရမ်ပြန်သွားလာတဲ့အချိန်မှာသူ့မှာပြည်သူထောက်ခံမှုရှိတော့မှလားဆိုတာနော်တရားရင်တော့မတရားမှတရားဆိုပြီးမှသူမဲကိုပေးကြတယ်ပြည်သူလူထုမီဇိုရမ်ပြည်သူလူထုကနေနဲ့အခုသူမရောက်ခင်မှာဘယ်လောက်ထိပြည်သူလူထုကစိတ်ဓာတ်ကြမလဲဆိုတာသူအတွတော့နောင်တရဆရာဖြစ်သွားတာစကားသွားလာပြောတဲ့အချိန်မှာသူတို့အင်အားကြီးလို့ကျွန်တော်ကြောက်တယ်ဆိုတာထက်အေကအင်အားကြီးတယ်လို့သူပြောပြီးမှကြောက်ပြီးမှပြောသွားတဲ့အပေါ်မှာအမှန်တကယ်ဆိုရင်အင်အားကြီးမကြီးတာထက်ကိုယ့်ရဲ့နိုင်ငံရေး policy အရာအဖြစ်ကျွန်တော်တွားရမှာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့ခံယူချက်ကမှန်ကန်ဖို့လိုအပ်တယ်ဒီကျွန်တော်အကျိုးအမြတ်စီးပွားရေးအကျိုးအမြတ်ဒီကကြည့်ပြီးမှပြောလိုက်တယ်ဆိုရင်ကျွန်တော်ကိုယ့်ရဲ့အတိုင်းပြည်ကပဲနောက်မှာအယောင်ခံသွားမှာဖြစ်တယ်ဆိုတာကျွန်တော်ပြောချင်တယ်သူအခုAA နဲ့ကျွန်တော်တို့ချင်းလူမျိုးတွေကိုအင်အားဒီလိုနိုင်မှာမဟုတ်ဘူးဆိုတဲ့စကားလုံးတွေကနိုင်ငံရေးတမလည်းမဟုတ်တဲ့အတွက်ကြောင့်မဟုတ်ဘူးလို့တော့ကျွန်တော်မြင်တယ်သူအကြောက်တရားတက်နဲ့ပဲသူအလုပ်လုပ်နေတယ်လို့ပဲကျွန်တော်မြင်တယ်ဒါကြောင့်သူ့မှာနိုင်ငံရေးအမြင်ဒီနဲ့လည်းမရှိတဲ့အတွက်ကြောင့်ကျွန်တော်ချင်းလူမျိုးတွေကိုလဲပေါင်းပါလို့ပြောတာထက်တယောက်နဲ့တယောက်တဖွဲ့နဲ့တဖွဲ့လေးလေးဆဆအဖြစ် respect ပေးပြီးမှတွားဖို့ပြောတာမပြောဘဲနဲ့သူကအင်အားကြီးတဲ့သူတွားပူပေါင်းတာပါဆိုရလက်နဲ့ကိုဂိုင်းတာသူတို့အင်အားကြီးလို့တွားကြောက်တာထက်တော့နော်ကျွန်တော်ကထင်းထင်းနိုင်နိုင်ပြီးတွားတာကတော့အပေါ်ပြီးမှကောင်းတယ်အခုမီဇိုရမ်မှာဘာကြောက်လဲဆိုရင်WMAD ဒီပေါ့နော်သူတို့ဖွဲ့ဒီကလည်းဒီရခိုင်ဒီကို AAD ရဲ့လှုပ်ရှားပုံဒီကိုသူတို့လက်မခံလို့လမ်းကြောင်းဒီပိတ်ပေးတယ်ကြားထဲမှာသူကဒီလိုတွားတဲ့လှုပ်တဲ့ချိန်မှာသူပြန်တဲ့ချိန်မှာသူ့ရဲ့ပြည်သူလူထုရဲ့ထောက်ခံမှုကိုရှိတော့မလားဆိုတာသူတတိပြုရှာလို့အပ်တယ်နောက်ရွေးကောက်ပွဲမှာကြည့်ကြပါကြည့်ကြမယ်အဲ့ချိန်မှာသူ့ရဲ့နိုင်ငံရေး policy ဒီဘာရှိတယ်လဲဆိုတာအဖြေကိုစင်စင်လေးလေးပေါ်မယ်အခုတော့သူကြောက်လို့ပူပေါင်းမယ်ပြောတာဒီကတော့ကျွန်တော်အနေနဲ့တော့အေးအခုကျွန်တော်မကြောက်ဘူးကျွန်တော်ချင်းလူမျိုးတွေကဘာကြောက်လဲကျွန်တော်မကြောက်တာကကျွန်တော်ယုံကြည်သူဖြစ်တာဖယားသခင်ယေရှုခရစ်ကိုကျွန်တော်ကိုးကွယ်နေတာအခုဣတရေလလူမျိုးတွေဣသရေလလူမျိုးတွေကသူတို့နိုင်ငံကျွန်တော်တွားတဲ့ချိန်မှာတိတိလေးပဲကျွန်တော်ကိုတိုင်တွားတွေ့တဲ့အချိန်မှာတိတိလေးပဲသူတို့ကျွန်တော်ကြည့်တဲ့ချိန်မှာသူရဲ့အတိုင်းပြည်ဒီကျွန်တော်ရောက်တဲ့ချိန်မှာဘာရစားလည်းမရှိတော့ဘူးလေသူတို့ကအသက်ရှင်တော့ဖယားသခင်ရဲ့လူတွေဖြစ်တဲ့ချိန်မှာသူဘာမှမကြောက်ဘဲနဲ့သူတို့စစ်ကိုအောင်တယ်စစ်ကိုနိုင်တယ်ကျွန်တော်ချင်းလူမျိုးတွေလည်းကျွန်တော်ဒီလိုဣတရေလလူမျိုးနဲ့ပဲကျွန်တော်ကနိုင်တယ်တူတယ်လို့ကျွန်တော်ပြောတာမကြောက်ဘဲလူပဲလက်နဲ့အင်အားကြီးကြီးနဲ့လာပါစေနော်လက်နဲ့မတိုက်ဘဲနဲ့ရခေါ်မြောက်ကိုခုနှစ်ချင်းအော်ကရာနဲ့မြုပ်ဒီပျော်လေးတာပဲလေနော်ဒါကြောင့်လက်နဲ့အားကိုပြီးအင်အားသုံးပြီးမှဘယ်လောက်ပဲလာပါစေကျွန်တော်ချင်းလူမျိုးတွေကရှီဘီနဲ့ရှီလက်တွေးပြီးမှပူပေါင်းတယ်ဆိုရင်ဘယ်သူမှကျွန်တော်ကိုလာနိုင်မဲ့လူလည်းရှိမှာမဟုတ်ဘူးเนาะဆိုတာတော့ဒါတော့ပြောချင်တယ်ပြည်သူလူထုတွေလည်းကျွန်တော်ပြောချင်တယ်မကြောက်ကြပါနဲ့ CDF တွေလည်းမကြောက်ကြပါနဲ့ဖယားအသက်ရှင်တော့ဖယားကျွန်တော်စိတ်မှာဥဆောင်နေတယ်ယေရှုဖယားယုံတဲ့အတွက်ကြောင့်မယုံကြည်တဲ့လူတွေကတနေ့နေ့ချင်းကျွန်တော်လက်အောက်မှာရောက်သွားမှာဖြစ်တယ်ဆိုတာတော့ပြောချင်တယ်ဒီသူတို့မီယိုရမ်ရဲ့ဝန်ကြီးချုပ်ရဲ့ပြောဆိုချက်ဒီကကျွန်တော်တို့လုံးလျာနိုင်ငံရေးအမင်မရှိဘဲနဲ့သူတို့ဆောက်ပြောတဲ့အရာဖြစ်တဲ့အတွက်ကြောင့်သူပြည်သူလူထုတော်မှာထောက်ခံမှာမဟုတ်ဘူးဆိုတာတော့ကျွန်တော်ပြောချင်တယ်သူပဲကျေးဇူးတင်တယ်တုံ့တက်ပေးတာအရန်ထိရောက်တယ်ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ကဘာသာလည်းမတူဘူးပြီးတော့ဒီချစ်မီနီတာပြောတာကဒီမဟာမိတ်ဖွဲ့တာကူရည်ရွယ်တာမဟုတ်ပဲနဲ့အ
အကျုပ်တရားတက်ကိုပြောတဲ့အတွက်ကြောင့်နိုင်ငံကြီးခေါင်းဆောင်မဆန်ဘူးဆိုတဲ့တုံးတက်ချက်ဖြစ်တယ်လို့ကျွန်တော်တို့ယူဆလို့ရတယ်ဗောနော်ဆိုတော့အကျုပ်တရားတက်ကိုအခြေခံပြီးတော့ပြောရချင်းဖြစ်တယ်ဆိုတာကျွန်တော်ကိုယ်တိုင်လည်းလိုပဲယူဆပါတယ်အဲ့လိုဖြစ်သလားတစ်ချက်လောက်ပြည်သူတွေတကယ်အမခံပေးလို့ရအောင်သူပြောတာကနိုင်ငံကြီးမဟုတ်ပဲနဲ့သူ့ရဲ့အကျုပ်တရားတက်နဲ့ပြောမိချင်းဖြစ်တယ်ဆိုတာပြောချင်တာလား ဟုတ်တယ် သူကိုယ်တိုင်ကလက်နဲ့မှမကင်ဖူးတာဘာမှမလုပ်တာဆိုတော့ကြောက်တာပေါ့ကြောက်တော့ဒီလိုပြောတာပေါ့အခုသူ့အနေနဲ့နိုင်ငံရေးဆန်လုပ်မယ်ဆိုရင်လေမင်းအောင်လှိုင်ဆိုထွတ်မြတ်နိုင်နဲ့တွေ့ဆုံပြီးမှကျွန်တော်ချင်းခေါင်းဆောင်တွေနဲ့တွေ့ဆုံပြီးမှဒီ NUG တွေနဲ့တွေ့ဆုံပြီးမှကျွန်တော်မီဇိုရမ်ဝန်ကြီးချုပ်အနေနဲ့ကျွန်တော်ချင်းပြည်နယ်ရဲ့အရေးဒီကိုကျွန်တော်ဖြည့်ရှင်းရမှာဖြည့်ရှင်းဖို့ရလိုအပ်တယ်ဆိုတာပြောတယ်ဆိုရင်ကျွန်တော်ကလက်ခံတယ်ဒီလိုမပြောဘဲနဲ့အင်အားကြီးတယ်ကျွန်တော်လက်ခံရမယ်ဘာညာဆိုတာပြောတာကသူကျွန်တော်တို့ထက်တော့ပညာတော့တတ်တယ်ဒါပေမဲ့နိုင်ငံရေးအမီဒါနန်ထော့ရှိပေါ်တဲ့မှာတော့မဒီလောက်ထိတော့မြင်တတ်တာလေနော်အခုဒီမီဇိုရမ်ဝန်ကြီးချုပ်ပြောတာတော့ तू ကအကြောက်တရားနဲ့နေလို့သူ့ရဲ့အကျိုးအမြတ်ဒီလဲစဉ်းစားလို့ဖြစ်မယ်လို့ကျွန်တော်ပြောချင်တယ်ကျေးဇူးတင်တယ်အထူးပဲကျေးဇူးတင်တယ်နားထောင်တဲ့လူတွေတော့တော်တော်လေးအားရမယ်လို့ကျွန်တော်လည်းယူဆတယ်အောက်တယ်ပြီးတော့ YouTube ဘက်က comment ကိုတော့ကျွန်တော်တို့ကဒီစာကဖတ်လို့မြတ်တဲ့အတွက်ကြောင့် YouTube ဘက်ကတော့ကျွန်တော်တို့မပြန်သေးဘူးပြီးတော့သူပြောတဲ့ထဲမှာအိန္ဒိယအစိုးရကိုခြေခံပြီးတော့ပြောတာဖြစ်နိုင်တယ်လားတစ်ဖက်တစ်လမ်းပေါ့နော်ပြီးတော့သူကအကျုပ်တရားကတော့တေချာပြီဒါပေမဲ့ဒီမလာခင်ပေါ့နော်ဒီမီဇိုရမ်နေတော့ကနဲ့ဒီ CB တွေကများသူ့ကိုတွေးထူးတာညာတွားပြီးတော့ကတော့တာမျိုးပေါ့နော်စကားပြောတာမျိုးတွေရှိခဲ့နိုင်တယ်လားဘာကြောင့်လဲဆိုတော့ CB တွေက AA ကိုဖိတ်ခေါ်တဲ့တကယ်မဟာမိတ်ပေါင်းတင်တဲ့ဖွဲ့ဆိုတဲ့ခါကျတော့ဒီကြောင့်ရနဲ့ပတ်သက်ပြီးတော့အမင်ဘယ်လိုရှိပါတယ်လဲကျွန်တော်အနေနဲ့တော့ဒီ CBD တောင်းပန်တာထက်တွားကတော့တာထက်တော့ဒီအိန္ဒိယအစိုးရနဲ့ပြောကြတာထက်သူကအိန္ဒိယအစိုးရရဲ့ဒီအုပ်ချုပ်ပြီးမှသူရဲ့မူဝါဒနဲ့မီဇိုရမ်ကတွားတာလည်းမဟုတ်တဲ့သူကြောင့်ဒီ CBD ရဲ့ကြိုးကင်မှုအဖြစ်သူတက်လာတဲ့လူလည်းမဟုတ်တဲ့သူကြောင့်သူတို့မီဇိုရမ်ပြည်သူလူထုအတွက်ဆိုတဲ့သူကြောင့်သူ့မှာဟုတ်တယ်ပီတာဒိုင်ဟုံကျွန်တော်သူငယ်ချင်းthank you နော်အဲ့ဒါကျွန်တော်သူငယ်ချင်းပါသူလည်းနောက်မှဖိတ်ခေါ်ပေါ့နော်အဲ့ဒါကျွန်တော်ဒီမီဇိုရမ်ဝန်ကြီးချုပ်အနေနဲ့ပြောတာတော့သူဖက်ဒီဖက်ပြောတာထက်တော့သူ့မှာဘာမှမသိလို့သူကြောက်လွန်းလို့သူ့ရဲ့အကျိုးအမြတ်ဒီကိုစဉ်းစားလို့ပြောတာပဲလို့ပဲကျွန်တော်တို့ပြောချင်တယ်သူဖက်ဒီဖက်ပြောတာထက်တော့နော်ရှင်းတယ်လားမသိဘူးဟုတ်ပြီရှင်းတယ်နောက်ထောင်တဲ့လူတွေတွေ့လဲဒီမေခွန်းရဲ့အဖြေကတော့အားရစရာလို့ကျွန်တော်ကိုယ်တိုင်ယူဆမိတယ်မေခွန်းတွေကရှိတယ်ဒါပေမဲ့ဒီညကတော့တော်တော်လေးရှင်းလင်းတယ်ဒီမေခွန်းတွေကလူရင်းသူရှင်းပြီးတော့ပြတ်သားတယ်ဆိုတော့ဒီကျွန်တော်တို့ချင်းပြည်ရဲ့ဒီပရိပခတွေနိုင်ငံရေးအကြောင်းတွေနဲ့ပတ်သက်ပြီးတော့ဆရာရဲ့စိတ်ထဲမှာပြည်သူတွေကိုမှားချင်တာပဲဖြစ်ဖြစ်ပြောဖို့မေ့ကြံခဲ့တာပဲဖြစ်ဖြစ်ကျွန်တော်ပြောဖို့ရအချင်းပေးတော့မှာဖြစ်ပါတယ်ဒီ chat ထဲမှာကျွန်တော် message ကိုစစ်ပေးမယ်ဆိုတော့chat ထဲမှာဆရာရဲ့ဒီစိတ်ထဲမှာပြောချင်တဲ့အရာတွေကျွန်တော်
ကတော့ချက်ချင်းပဲမေခွန်းထဲမှာပဲတွားတဲ့ခါကျတော့ပြည်သူတွေရှိမှာဒီဘာတွေကိုဝင်ငှချင်တယ်လဲဆိုတာကိုကျွန်တော်ဖိတ်ခေါ်ချင်တယ်ဒီကြောရနဲ့ပတ်သက်ပြီးတော့ ဟုတ်တယ်အထူးပဲကျေးဇူးတင်တယ်အခုကျွန်တော်တို့အခုတော်လှန်ရေးကာလမှာအသက်နဲ့ရင်ပြီးမှတော်လှန်ပေးနေတဲ့ SNA SNF CDF အားလုံးကိုလည်းကျွန်တော်အထူးပဲလေးစားတယ်ဂုဏ်ယူပါတယ်လို့ကျွန်တော်ပြောချင်တယ်ကျွန်တော်တို့တိုင်းပြည်နဲ့လူမျိုးအတွက်ကျွန်တော်အလုပ်လုပ်လာမယ်ဆိုရင်ကိုယ့်ရဲ့အကျိုးအမြတ်ဒီကိုတော့အားလုံးပြည့်ချပြီးမှတွားရမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ချင်းလူမျိုးဒီနဲ့ CB နဲ့ CC ရဲ့အကြအထက်ပြဿနာတက်တဲ့အကိစ္စကကျွန်တော်အနေနဲ့တော့ဒီလူမျိုးရဲ့မုံချင်းအဖြစ်ဖြစ်နေတယ်ဆိုတော့ကျွန်တော်တို့မြင်ပါတယ်ဒီနောက်ကျောမှာကိုင်နေတဲ့ကတော့ဘယ်သူမှမဟုတ်ပါဘူးလို့ကျွန်တော်တော့ပြောချင်ပါတယ် CB နဲ့ CC ရဲ့အကြောင်းကြားထဲမှာဒီ CLO လားတတ်ဒီပေါ့နော်ဒီအခု CLO ဒီပေါ့နော်သူတို့ CNDF လား CNO ဟုတ်တယ်သူတို့အဖွဲ့ရဲ့ကစားကွက်ဒီဖြစ်တယ်ဆိုတာတော့ကျွန်တော်တို့မြင်တယ်ဒါဒီကိုအားလုံးကျွန်တော်တို့ချင်းအားလုံးပြည်သူလူထုစဉ်းစားဖို့ရန် CDF CB အားလုံးကစဉ်းစားဖို့ရန်အားလုံးကတောင်ပိုင်းတွေကလည်းအရေးကြီးတယ်ဆိုတော့ကျွန်တော်ပြောချင်တယ်ကျွန်တော်ထက်တော့တိကျတယ်ဘာကြောင့်ကျွန်တော်ငီအကိုမိသားစုနဲ့တော်မှစကားမပြောနိုင်ဘဲနဲ့တခြားလူမျိုးတွေမယုံကြည်တဲ့လူတွေကိုစကားပြောနိုင်တာကတော်လေးကျွန်တော်တို့အော်တယ်ဘာကြောင့်လဲကျွန်တော်တို့မိသားစုရဲ့ပြဿနာကမိသားစုမှာဖြည့်ရှင်းရမယ့်အခြားကိုတခြားမယုံကြည်သူတွေကိုတွားခေါ်ပြီးမှပြဿနာကိုဖြည့်ရှင်းမဲ့အရာလက်နဲ့အင်အားကိုတောက်တင်းတဲ့လူတွေကိုတွားခေါ်ပြီးမှလှုပ်လာတဲ့အရာတွေကျွန်တော်မြင်တဲ့အချိန်မှာကျွန်တော်အယံဝမ်းနေတယ်ကျွန်တော်လက်နဲ့ကိုမင်းသားကရောမန်ကပြောနေတာနော်လက်နဲ့ကိုမရလို့လက်နဲ့မပေးလို့တဲ့ကျွန်တော်ကိုလက်နဲ့လာပေးချပါမင်းသားဒီရောမန်ကျွန်တော်ပြောချင်တယ်ကျွန်တော်ကိုလည်းလက်နဲ့မရှိလို့တဲ့တို့ကြောင့်ကျွန်တော်တို့တာရင်လေးဒီပေါ့နော်လက်နဲ့ကိုကျွန်တော်ကိုလည်းပေးချပါခမရတို့ comment အောက်မှာလည်းငါမနေဘူးကိုဟာနဲ့ကိုနေမယ်ခမရတို့လက်နဲ့ပေးနိုင်မလားလာယူမယ်လက်နဲ့ရမလားပေးနိုင်မလားပေးနိုင်မယ်ဆိုကျွန်တော်ကိုလည်းFacebook လည်းဒီဟာခွန်တိုင်းနဲ့ပဲရှိတယ်ကျွန်တော်လာချက်တွေ့မယ်နော်ဒါတလက်တော်မှာကိုယ့်ရဲ့တာသမီးဒီကိုမကင်တိုက်ဖို့ဆိုကျွန်တော်တွားပေးဖို့အနိုင်မပေးနိုင်ဘူးလက်နဲ့ကတော်လှန်ရေးလို့လာတယ်ဆိုတော်လှန်ရေးရဲ့ဝတ္တရားဒီအမိနာခံမှုဒီကိုရှိတဲ့အတွက်ကြောင့်ချင်းလန်းကောင်စီအစိုးရအနေနဲ့လည်းချက်ချင်းရှန်အေနဲ့လည်းမပေးနိုင်တာကဒါကူမတိခံပဲနဲ့နော်ကိုယ့်ရဲ့မိသားစုချတဲ့ကပြဿနာဒီကိုမတိခံပဲနဲ့တခြားလူစီမှာအကူငီတောင်းပြီးမှအငက်သွားခံပြီးမှနော်ကိုယ့်ရဲ့လူမျိုးဒီကိုအငက်ခံပြီးမှတွားပြီးမှကတော့ပြီးမှတွားလောက်တာဒီတော့တဘာဝလည်းမကြပါဘူးနော်ဒါကြောင့်ကိုယ့်ရဲ့ချင်းလူမျိုးအခု AAD ကဘယ်လောက်ထိကျွန်တော်ချင်းလူထုစီပေါ်မှာတောင်ပိုင်းဒီပေါ်မှာရုပ်ပြက်ပြီးမှလုပ်နေတယ်လဲဆိုတာကအခုဖိန်ပိတ်ပစပ်ပိတ်နားပိတ်ပြီးမှမျက်စိပိတ်ပြီးမှအခုနေကြတာကျွန်တော်တောင်ပိုင်းဒီနော်နေကြတာ CCD ရဲ့အချက်အမှားတစ်ချက်ကိုတွေ့တယ်ဆိုရင်လူတိုင်းခလေးမှလူကြီးအစခမရတို့ကပြောနေကြတာ AAD ကပြည်သူလူထုကိုဖမ်းဆီးတယ်ထုံထောင်တာဒီကိုတော့ပတ်သက်မဟာရဲကြတာဟိုတနေ့မှာချစ်လက်ကောင်စီအနေနဲ့ AAD ကိုစကားလိုင်းပေါ်မှာပြောခိုင်းတဲ့အရာဒီကိုလေသူတို့က statement တွေထွက်လာတယ်ဘာညာဒီ CB အထုတ်ပြန်လာတာဘာကြောင့်ကျွန်တော်ကပလက်ဝနေမှာအဖမ်းခံတဲ့ဒီလောက်ဒီကိုဖမ်းခံတာဒီမတူပီမျိုးပေါ်မှာဘုံနင်းလို့ဒီမှာလက်ချစ်ထောက်ဒီပြက်နေတယ်နော်အေးလောက်ထားတာပြီးမှစစ်ဘေးရှောင်နေကြတယ်အေးကဖမ်းဆီးနေတဲ့ပြည်သူလူထုဒီကိုလည်းရှိနေတဲ့အရာတွေကိုဘာကြောင့်ခမရတို့ပစပ်ပိတ်နေတာလဲ
ကိုယ့်ရဲ့လူမျိုးဒီအပေါ်မှာတော့တတ်တိစီစီပြောရဲပြီးမှအခြားလူစီတော့ပြောနေကြတာကိုကျွန်တော်တို့မဟာမိတ်လုပ်တယ်ဆိုတာကကျွန်တော်ရွာမှာကျွန်တော်အမေမှာမဟာမိတ်ဆိုတဲ့ချိန်မှာကျွန်တော်ဒိုင်းလူမျိုးတွေရဲ့ဒလိတ်ထုံးစံပြောချင်တာနည်းနည်းပတိုင်ဆိုတာပတိုင်ကျွန်တော်တို့ပြောကြတာဒီဟိုလဲဆိုရင်တော့မြန်မာလိုဆိုမဟာမိတ်ပေါ့နော်ကျွန်တော်တို့ပတိုင်အခုကျွန်တော်တို့လုတ်တဲ့ချိန်မှာကျွန်တော်တို့ကျွန်တော်တို့ခါကြုံတဲ့ချိန်မှာကျွန်တော်သူတပားကကျွန်တော်ကိုအနိုင်ကြည့်လုပ်ပြီးမှအမျိုးမျိုးလုပ်တဲ့ဆိုရင်ကာကွယ်ပြီးမှပြောဆိုပေးရမယ်အသက်ကြီးပြီးမှကာကွယ်ပေးရမယ်ဆိုတော့ကျွန်တော်တို့လည်းရှိတယ်ဒါပေမဲ့ကျွန်တော်ရဲ့ comment မရှိဘဲနဲ့ကျွန်တော်ရဲ့တောင်းဆိုချက်မရှိဘဲနဲ့ပတိုင်ဒီမဟာမိတ်ဒီလည်းချက်ချင်းကြည့်လာပြီးမှဘာမှလုပ်ပေးလို့မရဘူးကဲကျွန်တော်ဘာမှမတတ်နိုင်တော့ဘူးကျွန်တော်တို့ဒိုင်းလူမျိုးတွေဘာမှမတတ်နိုင်တဲ့တော့ကြောက်ကဲခမရအေအနေနဲ့ဘာပဲဒီပြဿနာတွေကိုဖြေရှင်းပေးပါလာတိုက်ပေးပါလို့မှသူတို့လာပေးမှဒါပေမဲ့တိုက်တယ်ဆိုလေဒီနေရာတော့မထီနဲ့နော်ဒီလူတွေကသွားမထီနဲ့နော်အဲ့ဒါလူတွေကိုသွားမလုပ်နဲ့ဒါဒီလုပ်တယ်ဆိုရင်ပြဿနာပိုကြီးသွားမှာဒါကြောင့်ဒီနေရာကိုကျွန်တော်မလုပ်ပါနဲ့နော်လို့ပြီးမှကျွန်တော်တို့ကစကားပြောပြီးမှလုပ်ရတာကျွန်တော်တို့ဒီကျွန်တော်အမျိုးဒီတော်မှအခုတချိန်တို့မှာရွာဒီကိုတိုက်လာတဲ့လူတွေပေါ့နော်အရင်တို့မှာတော့ဒီဖိုးဖွားခက်မှာတော့တရွာနဲ့တရွာရညို့ပြီးမှဒီပြောမယ်ဆိုရန်တူဒီဖြစ်ကြတယ်လေတတ်ကြတယ်လေရွာလိုက်ဒီနဲ့တတ်ကြတာအဲ့ချိန်မှာလဲဟိုဖွဲ့ကတော့အဲ့ဒါကျွန်တော်သူတို့အဖွဲ့ကတော့တခြားလူမျိုးဖြစ်တဲ့တော်ဒီလူမျိုးကိုတက်တက်ကိုတတ်ရမယ်နော်လို့ပြောတဲ့ချိန်မှာအခုချင်းတောင်မှာအေတွားခေါ်တာကဒီစကားစကိုတိုက်ဖို့တွားခေါ်တာစကားစတိုက်တယ်ဆိုဒီပီတူလူထုရဲ့ပစ္စည်းဒီပီတူလူထုရဝတ်ပီတူလူထုအိုအင်ဒီကိုတော့မထိပါပေးနဲ့နော်လို့မပြောဘဲနဲ့ထိပါတာတော့မတူတော့ဖုံးပေးတယ်ကျွန်တော်ချင်းလူမျိုးတွေရဲ့အဖြစ်ဒီကိုတော့ရှီရဲ့မဟာဒီကိုတော့ line ပေါ်မှာကြဲကြဲလေအလော်လော်နဲ့ပြောကြတာဒီကျွန်တော်တွေ့တဲ့ချင်းကအယောင်ဝတ်နေတယ်ဒီနေ့စပြီးမှချင်းလူမျိုးတွေကအေကတခြားလူမျိုးဖြစ်တယ်ကျွန်တော်ကမိသားစုတွေဆိုတော့တနေ့တချင်းချင်းမှာကျွန်တော်လမ်းမှာတွေ့စကားပြောမဲ့လူဒီကျွန်တော်အတူတကွထမင်းဝိုင်းမှာနေရမှာဖြစ်တယ်ဒီနေ့ရန်သူဖြစ်တယ်မနေ့ဖြန်သူငယ်ချင်းဖြစ်လာလိမ့်မယ်ကျွန်တော်တို့ဒါကြောင့်ကျွန်တော်ချင်းလူမျိုးတွေ CB ဖက်မှာလဲတေးပြီးမှဒီလက်နဲ့မင်းတပ်ဖက်ကလက်နဲ့မပေးတဲ့အကြောင်းအဖြစ်အကြောင်းမပြဘဲနဲ့တခြားလေးကိုအနာဂတ်နိုင်ငံရေးတော်လှန်ရေးပြီးဆုံးသွားတဲ့အချိန်မှာဒီတောင်ပိုင်းမှာဖြစ်ရှင်းစရာတွေအများကြီးရှိလာလိမ့်မယ်ကျွန်တော်မြန်မာလူမျိုးတွေကမျိုးမရှိဘူးရခိုင်မှာလည်းမျိုးမရှိဘူးချင်းလူမျိုးမှာအမျိုးနဲ့ကျွန်တော်တွားနေတဲ့သူကြောင့်ဟိုအလူအမျိုးဒီလူအမျိုးကိုတွားထိတယ်ဆိုမျိုးနွယ်စုအလိုက်သူများငင်းချရေးယူလာတဲ့အချိန်မှာငါတို့မျိုးနွယ်စုအရာကျွန်တော်ပြဿနာတက်လာအောင်မှာဖြစ်တယ်ဒါကြောင့်တတိထားပြီးမှ CB နဲ့ CC လူကြီးတွေလည်းပုပုလင်းလေးနဲ့ line ပေါ်မှာလည်းတွေ့ဆုံပြီးမှအခုအေနဲ့ line ပေါ်မှာငါတို့တွေ့တယ်ပြောကြတာချင်းနေတဲ့မတွေ့ချင်ကြဘူးဒါဒီကကျွန်တော်တို့ချင်း brotherhood ဆိုတာလည်းမတုံ့တိဘူးလို့ကျွန်တော်ပြောချင်တယ်အထူးပဲကျေးဇူးတဲ့တင်တယ်လို့အားလုံးတုံးသက်ပေးတာအရန်ကျေးဇူးတင်တယ်နားထောင်တဲ့လူတွေလည်းဒီလောက်ရှင်းပြနေမှတော့သဘောပေါက်ပြီလို့ကျွန်တော်ကတော့ယူဆတယ်ယူရှင်းလည်းပဲဒီကျွန်တော်ပရိပခတွေကဆရာကတုံးသက်ပေးထားတာအရန်ကိုကျေးဇူးတင်တယ်ဆိုတော့ကျွန်တော်ကတနာရီဝန်းကျင်လဲသွားပြီးဆိုတော့နှုတ်ဆုံးဖက်မှာတစ်ချက်လောက်လှည့်ပြီးတော့မေခွန်းထဲမှာတခုလဲရှိတယ်ကိုဒီ YouTube ကမေခွန်းကိုဘလူချိပါချင်ပါတယ်လေဒုက္ခတဲ့အပိနဲ့ပြပကအချောင်းနေတဲ့ကောင်းရမေပင်ကိုစင်းလာပါလိုက်ပေါ်ကဖြေမရကြပါနဲ့ဒါတွေကဘာကြောင့်ကျွန်တော်ကဆရာကူချိပါခိုင်းတာလဲဆိုတာကကျွန်တော်တို့ဒီလိုမျိုး online ပြောချင်းကတော်တော်လေးအရေးကြီးတယ်ဒီတော်လာကြီးမှာပေးကတဲ့လူကပေးပြောတဲ့လူကပြောတိုက်တဲ့လူကတိုက်ကျွန်တော်တို့တတ်နိုင်ဒီတော်လာကြီးကိုကျွန်တော်တို့ဆောင်ရွက်တဲ့အခါမှာဒီလိုမျိုး
ဟိုစာတွေကိုဘယ်လိုချီပချင်ပါတယ်လေပေါ့နော်ဒီဘေးနာ အဲ့ဒါကအရလဲကောင်းပါတယ်ဒီသူရေးတာလဲသူ့ရဲ့ခန်းစားချက်ရေးတယ်ဆိုတော့ယူကရိန်းနိုင်ငံကရုရှားက2ရက်3ရက်အတော်တော်မှာတင်းဖို့ရန်စူးစမ်းပြီးမှတွားနေတဲ့အချိန်မှာတော်တွားတိုက်တာပူတင်ကအနေနဲ့တုတ်တော်ဒီ US အနေနဲ့လေထမ်းပေါ်ကနေပဲသူလဲလုတ်ပေးပြီးမှဒီနေ့အထိထင်းကြောင်းတေးနေတယ်ဆိုတာကျွန်တော်မြင်ရတယ်ကျွန်တော်ဒုက္ခတဲ့နဲ့ကျွန်တော်ကိုပြောနေတဲ့သူကျွန်တော်လည်းဖြေရှင်းပေးမယ်ခမကျွန်တော်ကိုပြောတဲ့သူကြောပေါ့နော်ဒါတွေကိုတော့ကျွန်တော်ပြောမယ်ခမအဖေအမေခမရဲ့မိသားစုရဲ့အခြေအနေတုံ့တာပါကျွန်တော်ရဲ့အဖေအမေကျွန်တော်မိသားစုအခြေအနေကိုလည်းခမလိတ်လာပြီးမှပြောကြပါကျွန်တော်ရွာမှာနေတဲ့ဒုက္ခတဲ့ဒီအရှိဒီမဟုတ်ကြဘူးကျွန်တော်တိုက်နဲ့ကားနဲ့ကျွန်တော်အဖေအမေတွေနေတဲ့လူတွေဖြစ်တယ်နော်ဒီလူကိုကျွန်တော်ဖြေရှင်းပေးခြင်းတယ်ကျွန်တော်မတူပီမြို့ပေါ်မှာဒိုင်းနေရနဲ့မတူပီမြို့ပေါ်မှာရောက်လာကြတယ်ကျွန်တော်မလေးရှားမှာလည်းရောက်တယ်ကျွန်တော်အခုအထက်ထိကျွန်တော်ကိုတွေရဲ့ background တွေလည်းတွားကြည့်ကြပါကျွန်တော်တို့ထိုင်စားပြီးမှနေတဲ့လူတွေကျွန်တော်နေကြတယ်ဖြစ်ကြတယ်ဒုက္ခတိုင်နဲ့ကျွန်တော်တွားတာကဒုက္ခတဲလို့တွားတာမဟုတ်ဘူးကျွန်တော်ဦးနောက်တုံးပြီးမှဘယ်နည်းလားနဲ့ကျွန်တော်အမေရိကန်ရောက်မလဲဆိုပြီးမှကျွန်တော်ရောက်တာဖြစ်တယ်ကျွန်တော်လူခမရောက်လာနေဒုက္ခတဲ့အနေနဲ့ဖြစ်နာချမှလည်းလာပါမေးပြီးမှကျွန်တော်လာမရှင်းနိုင်တာကျွန်တော်ရဲ့ငွေရေးချေးကြီးဒီတိုင်းပြည်နဲ့လူမျိုးအလုပ်လုပ်နေတယ်နော်ဒါကြောင့်ခမရောက်တဲ့ဒီမှာမေးပြီးမှတွားပြီးမှCDF လုပ်တာမဟုတ်ဘူးတော်လှန်ရေးလုပ်တာမဟုတ်ပါဘူးလို့ကျွန်တော်အမျိုးတွေလည်းအများကြီးတော်လှန်ရေးလုပ်တဲ့လူလည်းရှိတယ်ကျွန်တော်ကိုငွေရေးချေးရေးအဖြစ်လည်းတော်လှန်ရေးလုပ်နေတယ်ခမအလည်းအသက်တစ်ချောင်းကျွန်တော်လည်းအသက်တစ်ချောင်းပဲရှိတယ်မေပေးမလာရင်လည်းပဲကျွန်တော်လည်းစကားစတွေ့နေတေးမှာခမလည်းတေးပဲတေးချင်းပဲတူပါဖြစ်တဲ့အတွက်ကြောင့်ခမတို့ဒုက္ခတဲ့ခမရဲ့စိတ်ဓာတ်ကဒုက္ခတဲ့ဖြစ်လို့ဒီစိတ်ဓာတ်ကလူတိုင်းစင်မှာပေါ်ပြတာဆိုတာကကျွန်တော်ပြောချင်ပါတယ်ကျွန်တော်တို့မိသားစုဒီဒုက္ခတဲ့လည်းမဟုတ်ပါဘူးဒီ USA ရောက်တဲ့လူဒီဒုက္ခတဲ့ရောက်ရှိကြသလားကျွန်တော်ကိုပြောကြတယ်ပြန်တစ်ခါထည့်ပြောမယ်နော်ဆရာခမဒုက္ခတဲ့နဲ့ရောက်တယ်လို့ကျွန်တော်ကိုလည်းပြောကြတယ်လို့အများကြီးရှိတယ်ကျွန်တော်အခုနပြောတာဒုက္ခတဲ့နဲ့ရောက်တာမဟုတ်ဘူးလို့ကျွန်တော်ပြောချင်တယ်အခုအမေရိကမှာနေပြီးမှခမတို့ဂျွန်ခံမဲတဲ့တက်လုံးဂျွန်ခံမဲတဲ့ကျွန်တော်အမေရိကနိုင်ငံသားတွေနဲ့တန်းတူညီတူအခွင့်အရေးရှိတယ်ကျွန်တော်မှာပြောဆိုပတ်ကို freedom of speech နဲ့ကျွန်တော်ပြောလို့ရတယ် USA နိုင်ငံသားတွေလို့ကျွန်တော် vote ပေးနိုင်တယ်လာစားသူတို့စားတယ်လို့ငါလည်းစားတယ်သူတို့နဲ့တန်းတူညီတူနဲ့ကျွန်တော်စကားပြောကြတာသူတို့နဲ့ကျွန်တော်မြန်မာပြည်မှာအခုတော်လှန်ရေးလုပ်နေတဲ့လူဒီခမတို့NUG ရဲ့စိတ်မှာခမတို့ငုတ်ပြီးမှဒီလိုလက်ထိုးပြီးမှတွားမယ်အရှိပဲရှိချသေးတယ်ကျွန်တော်ဒါနဲ့ထွက်လာရင်လည်းကျွန်တော်ခက်တီတီတွားရမှာဒါပဲငုတ်ရှာဒီလက်ဒီလိုလှုပ်ရှာလည်းမလို့တည်ဘူးမြန်မာပြည်မှာခမတို့ NUG ရဲ့လက်အောက်မှာနေသေးရင်လေခမတို့လက်ချီပြီးမှတွားရမှာဖြစ်တဲ့အတွက်ကြောင့်ခမတို့ပဲလွတ်မြောက်အောင်စူးစမ်းကြပါလို့ပြောချင်ပါတယ်ကျေးဇူးပါဆိုတော့ဒီမေခွန်းလေးက CB နဲ့ AA ပေါင်းနေတဲ့ရွေး CC နဲ့ CB ဘယ်တော့မှမပေါင်းနိုင်မှာမဟုတ်ဘူးဆိုတာပြည်သူတွေတိပိတာဆိုတော့အဲ့ဒီနေရာပေါ်မှာဆရာလည်းဘယ်လိုတုံးသက်ပါတယ်လေဒါကပြည်သူတွေကဒီလိုပဲအမြင်ပေါ့နော်ဆရာအမြင်မှာရောဟုတ်ကဲ့လန်လေထန်ကလည်းအထူးကျေးဇူးတင်တယ်အဲ့ဒါကျွန်တော်အမျိုးတွေပေါ့ဟာပြောမယ်ဆိုရင်တမဟာနှစ်ဖက်ပေါ့နော်ဒီ CC ဖက်ပဲဖြစ်တယ်သူပြောတာလဲCB နဲ့ AA ပေါင်းနေတဲ့ရွေး CC နဲ့ CB ဘယ်တော့မှပေါင်းနိုင်မှာမဟုတ်ဘူးဆိုတာဟုတ်တယ်မှန်တယ်ဒါကြောင့်ကျွန်တော် CB နဲ့CC ကရင်တွေးဆုံပြီးမှအကောင့်ဆုံးဖြေရှာပြီးမှပဲ AA ကိုပြန်ခိုင်းလို့ရတယ်လို့ကျွန်တော်လည်းပြောတယ်သူပြောတာလည်းအမှန်ပဲ Okay အထူးပဲကျေးဇူးတင်ပါတယ်ဒီညဒီ live ကိုကြည့်စုအပေးနေတဲ့မိတ်ဆွေတို့အားလုံးအထူးပဲကျေးဇူးတင်တယ်ပြီးတော့ဒီညဆရာဟာခဒိုင်တုံးတပေးရလဲတကယ်လူရင်းတူစင်းတကယ်လဲရှင်းလင်းပြတာတယ်ဒီလိုမျိုးတုံးတပေးနိုင်တဲ့အတွက်ကြောင့်အထူးပဲကျေးဇူးတင်တယ်ဒီညမှာလည်းပဲဒီလိုမျိုး
အချင်းကိုဖက်ပဲပြီးတော့ကျွန်တော်တို့ချင်းပီတူပီတာအားလုံးအတွက်ကျွန်တော်တို့တော်လှန်ရေးအတွက်ပါဝင်ပြောကြပေးတယ်တုံးသက်ပေးတဲ့အတွက်ကျွန်တော်ထူးပဲကျေးဇူးတင်တယ်ကျွန်တော်တို့ပြုတ်ခက်ပြီးတယ်လို့ပဲဒီ online တွေကတော်တော်လဲကျွန်တော်တို့ဒီလက်ရှိနိုင်ငံရေးအခြေအနေမှာအထောက်အကူဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့တက်နိုင်ဖက်ဖက်ကနေကျူစာပြီးတော့လောက်ထားတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကတနာရီကျော်လဲလောက်ခဲ့ထားတယ်အချင်းကိုတေခပ်ပြီးတော့ပြီးဆုံးတဲ့ထိကြီးစုပေးရမယ်ဆိုအားလုံးကိုထူပဲကျေးဇူးတင်တယ်နောက်ဆုံးအနေနဲ့ဆရာမေ့ကြံခဲ့တာတွေရှိသလားပြီးတော့တစ်ဆက်ထဲမှာပဲမေ့ကြံတဲ့ဟာဒေါ်လကောပြီးတော့စိတ်ထဲမှာချင်တာလေးတွေချင်းပီတူပီတာအလုံးအတွက်ဖြစ်စေချင်တဲ့အရာလေးတွေကိုနောက်ဆုံးအနေနဲ့အမှားစကားလေးပြောချက်ဖူရန်နောက်ဆုံးမေခွန်းအနေနဲ့ဖိတ်ခေါ်ချင်ပါတယ်ကျေးဇူးတင်ပါတယ်အထူးပဲကျွန်တော်လည်းကျေးဇူးတင်ပါတယ်လို့ကျွန်တော်လည်းပုံမှန်ပြောတယ်လို့နိုင်ငံရေးတမမဟုတ်ဘူးကျွန်တော်ကဒီ2021နဲ့စပြီးမှအာနာတင်ကနဲ့စပြီးမှကျွန်တော်တို့ကပညာရှိဒီဘောနော်သူတို့ကလက်ပိုက်ပေးမှနေလာတဲ့ချိန်မှာကျွန်တော်ဘူးမှဘာမှမသိတဲ့လူတွေထပြီးမှអော်လာတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်မှလည်းနိုင်ငံရေးတုံ့တက်ခြင်းဒီနေ့ကျွန်တော်ပြောရခြင်းဟာပဲအဖွင့်ရှိကိုစားလည်းမဟုတ်တဲ့အတွက်ကြောင့်ကျွန်တော်တယောက်တည်းရဲ့အမင်ဒီပဲကျွန်တော်တုံ့တက်ပြီးမှပြောတာအပေါ်မှာအမဟာယွန်းဒီလည်းရှိတယ်ပေါ့နော်ပြီးမှအမဟာနေလည်းရှိမယ်ဒါဒီကိုလည်းဒီလို line ပေါ်မှာပြောခွင့်ရတယ်တို့လည်းထူချေယူတင်တယ်တခုကျွန်တော်အခုမြတ်တာရခံချင်တာကကျွန်တော်ချင်းလူမျိုးထဲမှာကျွန်တော်တို့တမျိုးဒါကျွန်တော်တို့အမျိုးသားရေးကိုဦးစားပေးပြီးမှကျွန်တော်တွားဖို့ရတော့လိုအပ်တယ်ကျွန်တော်တို့ဒီမျိုးနွယ်စုဒီကမလုံနဲ့ဆိုတာထက်မျိုးနွယ်စုကိုလည်းလုပ်ပါကိုယ့်ရဲ့ကျွန်တော်တို့ဒီမတူပီတရင်လေးဒိုင်းလူမျိုးဒီကတရင်လေးအနေနဲ့ကျွန်တော်ရတည်တယ်ဒါဒီကိုကျွန်တော်တို့မတူပီမြို့နယ်ဒိုင်းအနေနဲ့လည်းကျွန်တော်တို့ဒီကျွန်တော်စပြီးမှ CDF ဒီပေါ်ပေါက်အောင်ကျွန်တော်ကိုယ်တိုင်လဲဥဆောင်လာတဲ့လူဖြစ်တယ်ဒီချိန်မှာကျွန်တော်တို့ဒီပိုရင်ကျုံနဲ့လဲစကားကျွန်တော်တို့ပြောတယ်ပြောပြီးမှစတင်တန်းတက်ဖို့ရန်ဒီလဲကျွန်တော်တို့ဆွေးနွေးကြတဲ့လူဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အမျိုးကိုယ့်ရဲ့လူမျိုးဒီကိုလည်းခြံလို့လည်းမရဘူးအမျိုးသားသွားပြီးမှလူမျိုးခြံတယ်ဆိုရင်ဟာသွားတာနောက်ဆုံးမှာပြဿနာတက်မှာဆိုတော့ကိုယ့်ရဲ့လူမျိုးဒီကိုလည်း unity ရှိအောင်ကျွန်တော်လုပ်ပြီးမှအမျိုးသားရေးကိုကျွန်တော်တွားဖို့ရန်အရန်လိုအပ်လာတဲ့အတွက်ကြောင့်အခုချိန်မှာကျွန်တော်တို့အေးအင်အားကောင်းလို့တွားမိခိုတာတဲ့ကျွန်တော်ချင်းလူမျိုးဒီကိုအင်အားကောင်းဖို့ရာကျွန်တော်တို့နိုင်ငံခြားပြည်တွင်းပြည်ပမှာရောက်နေတဲ့လူဒီအားလုံးနဲ့ဝိုင်းပြီးမှကျွန်တော်ဖြည့်ရှင်းဖို့ရာပတ်ပို့ဖို့ရာတော့အရန်လိုအပ်တယ်စင်အေကဘာချောက်အင်အားမတက်မကြည့်တယ်လေဆိုတာလေကျွန်တော်တို့တုံးတတ်တယ်ကျွန်တော်ထုထောက်ရင်21နဲ့စတာမဟုတ်ဘူးစင်အေကျွန်တော်ထောက်ခံလာတာကကျွန်တော်ကပူလင်းလင်းပြောမယ်ဆိုရင်ကျွန်တော်အဖေကိုလည်းဒီ CNF ပါတီဝင်ဖြစ်တယ်96ကြားထဲမှာကျွန်တော်အဖေလည်းဖြစ်ပါတယ်ကျွန်တော်တို့ရွာဖက်တော့အားလုံးကကျွန်တော်တို့ရဲ့မိသားစုစင်အေနဲ့ကျွန်တော်တို့ဘယ်လိုရှိကြလဲဆိုတာတည်တယ်လို့အများကြီးရှိတယ်ကျွန်တော်ဆက်လက်ပြီးမှကျွန်တော်စိတ်ဓာတ်မကြဘဲနဲ့အင်အားဒီ90ပြီးပါ2010 CD ကြမှာလူ10ယောက်9ယောက်ရှိရင်လည်းကျွန်တော်CNA ရှိတာကိုကျွန်တော်စိတ်အရန်ပြောတာပေါ့နော်ကိုယ့်ရဲ့တိုင်းပြည်နဲ့လူမျိုးအတွက်တောထဲမှာအလုပ်လုပ်နေတဲ့လူဒီလုပ်တဲ့အချိန်မှာကျွန်တော်အားရပါရကျွန်တော်ဒီ2000နဲ့ကိုဒီမှာလဲကျွန်တော်ဒီ Challenge Club မှာလဲပါဝင်ပြီးမှပေါ့နော်အုတ်တစ်ချက်တပူလေးနဲ့သူများလို့မထူတန်းနိုင်တင်တော်မှကျွန်တော်စီယုံရေးလေးလုပ်ပြီးမှ30-20လေးဒီပုံမှန်လေးပါဝင်ပေးလာတဲ့လူဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့အမျိုးသားရေးအတွက်လဲစဉ်းစားကြရအောင်ချစ်လူမျိုးဒီအားလုံးကိုယ့်ရဲ့ချင်းလူမျိုးဒီကိုလူတစ်ပါးကအ
အနိုင်ကျအထင်သေးတာဒီကိုအာရပါရလက်ခုပ်တီးပြီးမှကြည့်တဲ့လူဒီရှိတယ်ဆိုရင်ဒါဒီကိုနောင်တရပြီးမှတေချာလေးစဉ်းစားပြီးမှကိုယ့်ရဲ့ data ဆွေးပြီးမှလူမျိုးမှုတီမှုအဖြစ်တချိန်တုံးမှာဖြစ်ပျက်နေတဲ့အရာဖလားမမြုပ်တော်ကိုဟာခါယူပေးတယ်ဒါဒီကိုစိတ်ဓာတ်ဒီကိုထားလိုက်ပြီးမှပေါ့နော်ဒီအညို့ဒီထားပြီးမှအခုချိန်မှာကိုယ့်ရဲ့နာငန်ကိုယ့်ရဲ့ချင်းဘီကိုအသေးချာဆုံးအဖြစ်ကိုယ့်ရဲ့တေချာလေးတိဆောက်နိုင်အောင်အမျိုးသားရေးနိုင်ငံရေးဒီကိုတိဆောက်နိုင်ဖို့သူတစ်ပါးနဲ့ level အောင်တိုင်းရင်သားဒီနဲ့ကိုယ့်ရဲ့ညီကိုတိုင်းရင်သားဒီနဲ့ level အောင်စကားပြောနိုင်အောင်တယောက်နဲ့သူပတ်ဖို့ကိုငီပြီးမှတွားကြမယ်ဆိုရင်ကျွန်တော်တို့အင်အားကကောင်းတစ်ထက်ကောင်းလာမှာဖြစ်တဲ့သူကြောင့်အခုတော့မှရှင်အေဒီရဲ့အင်အားကပြောလို့မကုန်တော့အောင်ရှင်အေကအင်အားများကြီးရှိနေပြီဆိုတာကျွန်တော်တို့ live ပေါ်မှာလည်းမြင်ရတယ်အားတက်တယ်ဒါကြောင့်ရှင်အေဒီလည်းအရှိတ်မကြပါနဲ့ CBD လည်းအမြန်ဆုံးပူပေါင်းပြီးမှဆောင်ရွက်ပြီးမှပြည်သူလူထုတောင်ပိုင်းဒီအားလုံးတောင်ပိုင်းဒီနားထောင်ကြမယ်တင်တယ်ကျွန်တော်စင်အေကိုအားကောင်းအောင်ကျွန်တော်ပတ်ပို့ကြရအောင်စင်အေဒီကိုအင်အားကောင်းအောင်တိဆောက်ဖို့ရအတွန်းကျွန်တော်တို့ရဲ့တာဝန်ဖြစ်တယ်နာချမှာရှိနေတဲ့လူဒီအခုဟိုတနေ့မှာတော့ကျွန်တော် Facebook မှာပြောတယ် CB တော့ထောက်ခံတယ် CB တစ်ချက်မှမထူတဲ့လူရှိတယ် CC တော့ထောက်ခံတယ်တစ်ချက်မှမထူတဲ့လူရှိတယ်အချောင်သမားတွေရှိတယ်ဒီအချောင်သမားတွေကစကားစပဲထောက်ခံပါလို့ကျွန်တော်တို့ပြောတာပြောချင်ပြက်တာနဲ့လို့ပါဒီချင်းမပြက်တာပဲနဲ့ချင်းပြက်တာမလဲတိုင်းပင်တဲ့လူမျိုးအသက်ပေးကြပြီးပြီအဲ့ဒါတို့ကြောင့်ဒေချာလေးစိတ်ဓာတ်မချပဲနဲ့ကျွန်တော်တို့ဆက်လက်ပြီးမှတိုက်ပွဲဝင်နေတဲ့ညီကိုမောင်နှမနောက်မှာကျွန်တော်တို့နိုင်ငံခြားမှာရှိနေတဲ့ပြည်တွင်းပြည်ပမှာရှိနေတဲ့လူတွေအားလုံးကကိုငီပပိုးပေးဖို့ရတော့အားလုံးကျွန်တော်တို့ဆန္ဒပြုချင်ပါတယ်လို့ပြောချင်ပါတယ်ဒီနေ့အရောက်စီတိုင်းကိုလည်းဒီလိုကျွန်တော်တို့အင်အားကြီးတဲ့ AA ကိုအားကိုပြီးမှချင်းလူမျိုးဒီပေါ်မှာကိုယ့်ရဲ့ချင်းပေါ်မှာတော့အနိုင်လာမကြည့်ကြဖို့တော့ကျွန်တော်မျက်တာရခံချင်ပါတယ်လို့အကောင်းဆုံးအမြန်ဆုံးဖြည့်ရှင်းကြမယ်လို့မျှော်လင့်ပါတယ်အထူးပဲကျေးဇူးတင်ပါတယ်ထူးပဲကျေးဇူးတင်ပါတယ်တုံးသက်ပေးတာမစကားပြောပေးတာဆရာဟာခေါင်တိုင်းကိုထူးပဲကျေးဇူးတင်ပါတယ်ဒီည live ကတော့ကျွန်တော်တို့ဒီလိုနဲ့ပဲဆုံးသက်ပေးတော့မှာဖြစ်ပါတယ်မြတ်ဝချနာဖြင့် comment ဖြင့်မေးပေးတော့တဲ့မိတ်ဆွေတို့အားလုံးအထူးပဲကျေးဇူးတင်ပါတယ်ကြံခဲ့တဲ့ comment တွေကတော့ကျွန်တော်တို့နောက်မှကျွန်တော်တို့ပြန်လက်စစ်ဆေးပေးမယ်အထူးပဲကျေးဇူးတင်ပါတယ်နောက်မှလည်းဒီဆရာကိုကျွန်တော်တို့အချင်းရှိရင်ဒီကျွန်တော်တို့ချင်းပြည့်တော်လာရေးကြောင်းနဲ့ပတ်သက်ပြီးတော့ပေါင်ပေးဖို့ရန်ကျွန်တော်ဒီကနေ့ထပ်ပြီးတော့ဒီပေးချင်းနဲ့ကျွန်တော်တို့ချင်းရှင်းပေးလေပြီးတော့ဆွေးနွေးတော့မှာဖြစ်ပါတယ်လို့ပြောချင်တယ်အားလုံးကိုကျေးဇူးတင်တယ်ဘိုင်ကြပါနောက်မှပြန်လက်ဆုံစီမယ်အားလုံးကိုကျေးဇူးတင်ပါတယ်နော်ဆရာကိုလည်းအထူးပဲကျေးဇူးတင်တယ်မိသားစုကိုလည်းဖျက်သိခင်ကောင်းကြည့်ပြပါဆရာလုံးကိုကျေးဇူးတင်ပါတယ်